ဘုဝေသကရပုံညတာရှေတေဘဝကကောင်းမှုကုသိုလ်တွေရှိခဲ့ကြလို့ယနေ့ဓမ္မသဘင်ပဲမှာလာရကစုံစည်းကြတဲ့သာသနာမိခင်သာသနာဖခင်သာသနာစေတော်မျိုးတော်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အားယနေ့ညချမ်းကာလကာသမယမှာဖြင့်ဓမ္မဒါနပြုကျေးဇူးဆက်အပ်သောဘဝကိုဘာနဲ့တည်ဆောက်မလဲဆိုတဲ့တရားဒေသနာတော်တဲ့ပြောပြတဲ့တရားတော်ရဲ့အမည်ဘဝကိုဘာနဲ့တည်ဆောက်မလဲဆိုတဲ့ဒီဘဝရဲ့တည်ဆောက်ပုံနည်းလေးတွေအဲဒီဦးဇင်းတို့ဉာဏ်စွမ်းပြီးသလောက်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့ယနေ့ညတော့အနေငယ်တော့အဖြစ်ရှာကြည့်ရအောင်တော့ခန္ဓာစပြီဆိုတဲ့အခါမှာ၈နာရီနဲ့3မိနစ်ဖြစ်သွားရင်တော့ကိုယ်တရားဟောပြရတယ်တောင်းအောင်ပြန်ရအောင်တော့ဒီကပိယအကြောင်းကမအားတာနဲ့ဦးဇင်းတစ်ပါးလေးထွက်လာတာမဟုတ်လို့ဘယ်ဖန်လဲကျောင်းကလည်းဒီနေ့နည်းနည်းအလုပ်လေးတွေများတဲ့အတွက်တော့ဒါကြောင့်အကောင်းဆုံးတရားပြောကြည့်ပြတဲ့ရပါတရားနော်တရားသူလည်းသိမယ်တူတဲ့တရားအကုန်ကောင်းတယ်ပြောပါလေနော်ဒီသက်ချမယ်နော်တူတဲ့တရားအကုန်ကောင်းတယ်ဒီနေ့ကကြီးတို့နေရာကြီးတို့အားလုံးသူတော်ကောင်းတွေနော်ဘုန်းကြီးအမှုအကအောက်မှာနေရတာဒါရုပ်နေရာကြီးတို့နှင်းတော်ထဲမှာတရားနာရတာနော်တော့ကမြင်တဲ့ကြည့်တော့မတရားရကြတယ်ဒါကြောင့်အကောင်းဆုံးတရားတူတဲ့တရားအကုန်လုံးမှတ်မိတယ်မှန်ရလားနော်တူတဲ့တရားအကုန်မှတ်မိတယ်ဒါကြောင့်ဘုရားရှင်တော်ဘာသာရေး148ခုနှစ်ကိုရောက်တဲ့အခါေလုံလာပြင်းလေးကိုရောက်လာပြီးကိုသိနာယုံပြီးမန္လာမင်းတွေရဲ့အင်ချင်းဥယျာဉ်ထဲမှာဗိနိဗ္ဗာန်ဝန်ဆံလို့စေအဲဒီဗိနိဗ္ဗာန်ဝန်ဆံကဒီမှာဘုရားရှင်တော်ရဲ့နောက်ဆုံးမှတမ်းနောက်ဆုံးတရားစကားနော်အဲဒီနောက်ဆုံးမှတမ်းနောက်ဆုံးတရားစကားကိုမိန်ကြားတော်မမူမီဆက်စရာတွေကလေးနဲတော့ဒီမော်လီတာကြီးနဲတော့ပြည့်ကြည့်ပါနော်ဘုန်းကြီးမော်လီတာကြီးတွေကအတန်းထွက်တာပြင်းပြင်းဖြစ်မကောင်းတော့သူမရှိတော့ပြောတာနော်ဒီဆက်တွေကရှောင်းကြောင်မှာအမြဲဝင်နေကြဆိုတော့စမွေးတဲ့လူတွေနဲ့ဘုန်းကြီးနဲ့လည်းအမြဲတမ်းဟောတကယ်ချင်းတွေဖြစ်နေဒါကြောင့်ဘုန်းကြီးဆက်တွေကမော်လီတာပေါင်းတွေကပြင်းပြင်းဆိုတော့ကိုယ့်အတန်ကိုပြန်ပြီးတော့နားထောင်လို့မကောင်းတော့ဒါကြောင့်လို့စေတော်မျိုးတော်ကောင်းသူတော်ကောင်းတို့တွေတဲ့ဘုရားရှင်တော်ရဲ့နောက်ဆုံးမှတမ်းတရားအဲဒီနောက်ဆုံးမှတည်းကိုမှတ်ပါမိရသော်ဘုရားဘာကိုဟောလဲဆိုရင်အတ္တဒီဘဘေခဝေဝိကရထအတ္တတရဏအနေညတရဏဘုရားရှင်တော်ဘာပြောတာလဲဆိုရင်ဘုရားစေတော်မျိုးတော်ကောင်းသူတော်ကောင်းတွေဘဝဟာပင်လေကြီးနဲ့တူတယ်ဘဝဟာဘာနဲ့တူဘဝဟာပင်လေကြီးနဲ့တူတယ်ယနေ့သူတော်ကောင်းတို့အားလုံးစဉ်းစားကြည့်ပင်လေကြီးကမကျယ်ပြန့်ဘူးလားဒီဘက်ကကကြည့်ရင်ဟိုဘက်ကန်းကိုမြင်ရတာမမြင်ရဘူးဒါဆိုကောင်းပြီဘုရားတို့စေတော်မျိုးတော်ကောင်းသူတော်ကောင်းတို့ရဲ့ဘဝရဲ့ပန်းတိုင်နော်ဘဝရဲ့နောက်ဆုံးဟာဘာလဲဆိုတာမြင်ရရဲ့လားပင်လေကြီးဟိုဘက်ကန်းကိုမမြင်ရတယ်လို့ပဲယနေ့ဦးဇင်းတို့နဲ့တူကတရားနဲ့ပြိတ္တာပေါင်းသူတော်ကောင်းတို့ရဲ့ဘဝနော်ဘဝရဲ့ပန်းတိုင်လို့ခေါ်တဲ့ဘဝရဲ့နောက်ဆုံးချိန်ဟာလည်းပဲမြင်ရလားလို့မေးရင်အလုံးမလို့ဖြစ်မမြင်ရဘူးဒါကြောင့်ဘုရားရှင်တော်ကဘဝရဲ့ပန်းတိုင်ကိုယနေ့ဦးဇင်းတို့တွေလည်းပဲတော့တရားဓမ္မချင်းမြဟောကြားနေတဲ့ဆရာတော်တွေလည်းပဲဘဝရဲ့ပန်းတိုင်ဘဝရဲ့အဆုံးသက်ပါလဲဆိုတာယနေ့အတိအကျမပြောနိုင်တယ်လို့တရားနဲ့ပြိတ္တာပေါင်းသူတော်ကောင်းတို့ရဲ့ဘဝအဆုံးသက်တော့ဘဝရဲ့ပန်းတိုင်ဟာပါလဲလို့မေးရင်ယနေ့ပြောနိုင်တဲ့လူပါရဲ့လားပါဘူးဒါကြောင့်ဘုရားရှင်တော်ကဘဝကိုပါနဲ့တူတယ်လို့ပြောလေဘဝကိုပင်လေကြီးနဲ့တူတယ်တဲ့ဒီလိုဘဝဟာဘာနဲ့တူပင်လေကြီးနဲ့တူတာတဲ့ဒါတွေမှာရှေးလူကြီးသူမသူတော်ကောင်းတွေပြောရတဲ့စကားကြားမှုတယ်
နော်သမုဒ္ဒရာဘာဖြစ်လဲသမုဒ္ဒရာဝမ်းဘာဖြစ်လဲဝမ်းတထွားတဲ့နော်တထွားလောက်သာရှိလို့ဒီဝမ်းနော်ဒါကြီးတို့ခမကြီးတို့တေချာစဉ်းစားတထွားလောက်ပဲရှိလို့တထွားလောက်သာမဟုတ်ရင်တော်တော်ဒုက္ခရောက်လို့တယ်ဒီဝမ်းမှန်ရဲ့လားဒါကြောင့်တချို့တွေပြောကြတယ်သမင်းတွေတိတ်နေတာပဲတဲ့ဘာဖြစ်လို့လဲအလုံးသူတော်ကောင်းတို့တေချာစဉ်းစားကြည့်ပင်လယ်ကြီးကမနှက်ဘူးလားနှက်တာတဲ့အဲဒီပင်လယ်ကြီးရဲ့အောင်ဆုံးရောက်အောင်တော်တော်လေးနက်နဲတယ်လို့ပဲယနေ့ဦးဇင်းတို့သူတော်ကောင်းတို့တွေအစင်မပြေတဲ့ဘဝတွေသမင်းတဲ့ဆန်းရဖို့ရုန်းကန်ရတဲ့ဘဝတွေမရှိဘူးလားရှိကြတာဒါကြောင့်အားလုံးရထားခဲ့တဲ့လူဘဝကိုယ်စီယနေ့သူတော်ကောင်းတို့အားလုံးကိုယ်စီအကောင်းမွန်ဆုံးဆိုတဲ့မြတ်စွာဘုရားရဲ့ရာခဲ့ခြင်းတရားတွေကလူဘဝကိုအားလုံးကိုယ်စီမရကြဘူးလားရထားခဲ့တဲ့အဲဒီလူဘဝတစ်ခုကိုအဲဒီကြံရှိတဲ့လူသက်တန်းရလာခဲ့တဲ့လူသက်တန်းဘဝကိုဘာနဲ့တည်ဆောက်မလဲဆိုတာအားလုံးကိုယ်ကိုသုံးသပ်ဖို့လိုတယ်မှန်ရဲ့လားဘုရားရှင်တော်ကဘဝကပင်လယ်ကြီးနဲ့တူတယ်တဲ့ယနေ့ဦးဇင်းတို့ဆွေတော်မျိုးတော်များအဲ့ဒီပင်လယ်ချင်းဟာအမြဲတမ်းငြိမ်သက်နေတာလားဆိုတော့တခါတရံမှာပင်လယ်ပြင်မှာလေပြင်းမုန်တိုင်းတွေမတိုက်ဘူးလားအဲ့ဒီလိုပဲတခါကြီးတို့ဓမ္မကြီးတို့ဘဝရဲ့ပင်လယ်ပြင်မှာတခါတရံမှာအစင်မပြေတဲ့တရားတွေနဲ့လောကဓာတ်တွေနဲ့မကြုံရဘူးလားပင်လယ်ဘဝရဲ့ပင်လယ်ပြင်လို့ခေါ်တဲ့နော်ဒီလိုင်းတွေတခါတရံမှာမုန်တိုင်းတွေမလာဘူးလားလာတယ်လို့အဲ့ဒီမုန်တိုင်းတွေဒီလိုင်းတွေတိုက်ပြီးဆိုရင်ဘောပင်လေပင်ကြီးဟာငြိမ်နေတာလားလှုပ်ရမ်းနေတာလှုပ်ရမ်းတာတဲ့အဲ့ဒီလိုပဲလောကကြီးလယ်မှာနေထိုင်ရကြည်ကြတဲ့သူတော်ကောင်းတွေလောကရဲ့တရားဘယ်နှပါလို့ကြားဘူးလဲဟောတော့ပြည့်တဲ့တွေဖြေတာအခြေကြီးပဲလောကရဲ့တရား၈ပါးတဲ့ပြည့်တဲ့တွေအားလုံးပြောဘယ်နှပါလဲလောကရဲ့တရား၈ပါးနော်ယနေ့ဦးဇင်းပြီးတယ်ဆိုတာယနေ့တရားပွဲဆိုတာတဲ့နော်ယနေ့အားလုံးဒကာကြီးတို့ဒကာမကြီးတို့တွေနဲ့တရားဟောတဲ့ဘုန်းကြီးနဲ့တရားနာနေကြတဲ့တရားနာပရိသတ်ပေါင်းတရားတလဲမေးလိုက်ဖြေလိုက်လုပ်တာပေါ့မြတ်စွာဘုရားရဲ့တရားဒေသနာတော်နဲ့ကြည့်ရင်ယနေ့ကျင်းပတဲ့ဓမ္မသဘင်ပွဲကိုထပ်တူးပြင်ဓမ္မတာကိစ္စမင်္ဂလာတဲ့ပြောပါမင်္ဂလာတဲ့ယနေ့မင်္ဂလာတို့ရတဲ့သူတွေဒီထဲမှာပါရင်သိလိမ့်မယ်ကာလိနာဓမ္မတာကိစ္စဣဒံမင်္ဂလာမௌဓမ္မတဲ့ဒီမှာကျန်တဲ့ဓမ္မကြီးတွေရလားတူတူလေးရဘုံနောက်ကမရဘူးတဲ့နော်ကာလိနာဓမ္မတာကိစ္စဣဒံမင်္ဂလာမௌဓမ္မတဲ့ဘုရားရှင်တော်ဘာပြောလဲဆိုရင်အခါအားလျော်စွာအခါလို့ဆိုတဦးနဲ့တူတယောက်နဲ့တယောက်တရားဓမ္မတွေဆွေးနွေးတိုင်ပင်ပြောကြတာကိုမြတ်စွာဘုရားကဓမ္မတာကိစ္စသဘင်တဲ့မင်္ဂလာတရားနဲ့ပြောရင်ဓမ္မတာကိစ္စမင်္ဂလာတဲ့ယနေ့တရားနာရတဲ့ဓမ္မတာဝနာကုသိုလ်တွေပေါ့ပဲဓမ္မတာကိစ္စမင်္ဂလာဓမ္မတာကိစ္စကုသိုလ်တရားတွေတိုးခြင်းရင်နော်ဘုန်းကြီးမေးတဲ့အခါဖြေရမှာလားမဖြေရဘူးလားဖြေရမှာဒါကြောင့်ဘဝရဲ့ပင်လယ်ပြင်မှာဒီလိုင်းတွေပုံတိုင်းတွေလိုက်ခဲ့တဲ့အခါဘဝပင်လယ်ပြင်ရိုက်ခတ်သွားတဲ့အခါဘုရားရှင်တော်ကဗာပြောလဲဆိုရင်အဲ့ဒီဘဝရဲ့ပင်လယ်ပြင်မှာတော့ခုခတ်သွားတဲ့အခါမုန်တိုင်းတွေဒီလိုင်းတွေချတဲ့အခါပင်လယ်ထဲဖြတ်ကူးနေတဲ့လူသားတစ်ယောက်အတွက်မုန်တိုင်းတွေဒီလိုင်းတွေနဲ့တွေ့တဲ့အခါအာကူအားထားစရာကျွန်းကလေးတစ်ကျွန်းတွေ့ရရင်အဲ့ဒီပုဂ္ဂိုလ်တဲ့အသက်ရှင်ခွင့်မရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ဘုရားရှင်တော်ကဘာပြောလဲဆိုအတ္တဒီပါဘေကဝေဝိခရထအတ္တသရဏအနေညသရဏဘုရားရှင်တော်ကတော့ခုကိုအာကူပါတဲ့ဘဝရဲ့ပင်လေပြင်မှာကိုယ်တိုင်ကျုံးတီစောင့်နိုင်အောင်ကြိုးစားဖို့လိုတယ်ဒါကြောင့်အားလုံးဘဝရဲ့အဖြစ်အားလုံးသူတော်ကောင်းတွေအားလုံးလက်ရှိရထားခဲ့တဲ့လူဘဝမှာချမ်းသာတဲ့ဘဝရဲ့ဆင်းရဲတဲ့ဘဝရဲ့ဘဝတစ်မျိုးရှိရင်ရှင်မထွန်းအမျိုးတွေဘယ်လိုဘဝမျိုးလို့ရှင်လဲနော်မြို့ဘဝနေတော့ကောင်းတာကြိုက်တယ်နော်ယနေ့ဦးဇင်းတို့တရားတာဟောရတယ်အားငယ်ရတယ်ဘာဖြစ်လို့လဲတရားမဟုတ်ရင်ရှောက်တယ်နော်တရားလာဟောတဲ့ဘုန်းကြီးတွေအသားမဲလို့တဲ့နော်ဟောလို့ဒါကြောင့်ပြောလိုက်တယ်နော်ဒါဆိုတော့အဲ့ဒီကမာကြီးကိုပြန်ပြီးတော့နော်
နည်းနည်းလေးတော့ခြေမရတယ်ဘုန်းကြီးကဒါယူဒီမှာယူတီးတဲ့အတိုင်းလေးပဲဖြစ်ဘုရားလုံးတို့တောမှာမွေးရလားမြို့မှာမွေးတာခြေခြေလေးဖြစ်တဲ့မှာဗမာမွေးတောမှာမွေးတယ်ဘုရားဖြစ်ပြီဆိုတဲ့အခါတောမှာဖြစ်တာလားမြို့မှာဖြစ်တာတောမှာပဲဖြစ်တာနော်ဒီနေ့တရားလာဟောတဲ့ဘုန်းကြီးရှမ်းဝမြောင်တော်လားမြို့လားရှေဝါထုံးကတော်လားမြို့လားနော်တော်ကပြောတဲ့စကားမြို့ကလူတွေနားမထောင်အောင်လားနော်ပြောလိုက်ပါအသားမဲပြင်မဲ့အဲ့လိုဆွမ်းတယ်လို့ဖြစ်ဖို့များအမေမွေးလိုက်တဲ့မိဘပေးတဲ့အသားရည်တော်မှအပြည့်ကပြောခံရတယ်ဒါကြောင့်အဲ့ဒီလိုပဲပြောချင်တာကဘောကိုတိဆောက်ကြတဲ့အခါမှာချမ်းသာတဲ့ဘဝရဲ့ဆင်းရဲတဲ့ဘဝရဲ့နှစ်မျိုးရှိတယ်အားလုံးဖြင့်ဘယ်ဘဝလိုချင်လဲချမ်းသာတဲ့ဘဝကိုလိုချင်ရင်ဘုရားရှင်တော်ကပြောတယ်ကုသိုလ်နဲ့ဘဝကိုတိဆောက်ပါတဲ့ဘာနဲ့ဘဝကိုတိဆောက်ရမလဲချမ်းသာတဲ့ဘဝကိုလိုချင်ကြတဲ့သူတိုင်းဘဝကိုဘာနဲ့တိဆောက်ရမယ်လို့ပြောကုသိုလ်နဲ့ဘဝကိုတိဆောက်ရမယ်တဲ့အေးချမ်းတဲ့ဘဝပူလောင်တဲ့ဘဝဘဝဘယ်နှခုလဲဘယ်ဘဝမျိုးကိုလိုချင်လဲအေးချမ်းတဲ့ဘဝကိုလိုချင်ရင်ဘုရားရှင်တော်ကဓမ္မနဲ့ဘဝကိုတိဆောက်နိုင်အောင်ကြိုးစားပါအေးချမ်းတဲ့ဘဝကိုလိုချင်ရင်ဘာနဲ့ဘဝကိုတိဆောက်နော်ဒါကြောင့်အားလုံးဆွေတော်မျိုးတော်တို့ဘဝကိုဘာနဲ့တိဆောက်မလဲဓမ္မနဲ့တိဆောက်မယ်အဲလိုသဘောပေါက်ရင်ရည်စဲချလို့ရပြီနော်တူတဲ့တရားအကောင်းဆုံးတရားတူတဲ့တရားအကုန်မှတ်မိတယ်နော်ရသော်ဘုရားရဲ့လက်ထက်တော်ကလူတွေရေဒီကုသိုလ်နဲ့ပြောနှစ်ဦးအလှတော်ကျင်းပကြတဲ့ဆွေတော်မျိုးတော်တွေနေတဲ့ကာလကိုရောက်ပြီးလူသားတွေသိကိုလူကျင်ကြတယ်နော်ချမ်းသာခြင်းတရား၄မျိုးတဲ့ချမ်းသာခြင်းတရားဘယ်နှမျိုးလဲ၄မျိုးတောင်းတဲ့အဲ့ဒီ၄မျိုးပါလဲဆိုရင်နံပါတ်1စီစိန်ဥစ္စာတွေပြည့်စုံချမ်းသာခြင်းနဲ့မလိုချင်ဘူးလားစုတွေမတောင်းကြဘူးလားခက်တော့ခက်တာနော်လုံခဲ့တဲ့နှစ်တိကူရကဦးဇင်းတို့တော့ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့နည်းနည်းဝေးတဲ့နဂောပထုံခရိုင်ထဲကစံပါလို့မြည်ရတဲ့နိုင်ငံဘက်ချောင်းကြီးပါတော့မနေ့ကဟောတဲ့ဆရာတော်ဦးဝိလာသားနဲ့ဦးဇင်းတို့နှစ်ပါးတရားစခန်းသွားတဲ့အခါကျတော့အဲဒီလူကိုရောက်တဲ့အခါနှစ်တိကူနဲ့သူတို့ယူရီးယားတွေရဲ့ပြောထိုင်းတွေရဲ့ပြောရင်တော့ပြီးပိုင်လို့ပြောတယ်ဒါရင်လည်းပြောနေလိုက်တာကြည့်လိုက်တာထိုင်းလူမျိုးတရားမှမပါဘူးဘယ်လူမျိုးလဲပြေးတဲ့ပြေးကြည့်နော်ကိုเจ้าကိုသိရင်တော့အဲ့ဒါအိုမျိုးတွေပါရင်ပြောတာဦးဇင်းတို့မြန်မာလူမျိုးတွေခက်တော့ခက်တာပဲနော်ကရင်နှစ်တိကူဆိုလည်းမြန်မာမပါဘူးလားပါတာပဲအော်သူကလည်းသူထိုင်းနိုင်ငံသူတို့ရဲ့ဟောဖြစ်တဲ့ကမ္ဘာနှစ်တိကူဆိုလည်းပြောတာပဲမြန်မာနှစ်တိကူဆိုပိုးတော့မမူးလားမူးတာသူများနိုင်ငံမှာတော့မှလေအာရတယ်မရှိအောင်မူးတွေကတရားလုံးလည်းမအိပ်ကြတော့ဘုံဘုံတစ်ပိုင်းပိုင်းနဲ့ထူကြအော်ဒါတွေကြည့်ပြီမြတ်စွာဘုရားရဲ့တရားတွေကိုလိုက်နဲ့လေးလာသိတဲ့အခါမြတ်စွာဘုရားပြောတယ်လူသားတွေဟာနော်ကောင်းမှုနဲ့မကောင်းမှုနှစ်ခုရှိရင်ဘယ်နေရာမှာပြောကြလဲရှေဝါထုံးကမျိုးတွေဘယ်မှာပြောမင်းကပြောတဲ့လူမနေ့ကနှလုံးထိပေါက်လိုက်ရှေဝါထုံးကမျိုးတွေဘာနဲ့ပြောကုသိုလ်နဲ့ပြောဘာနဲ့ပြောနော်ဘုန်းကြီးညာပြောတဲ့လူကတော့ပြန်ရောက်ရင်ခလုတ်တိုင်အိမ်ပြန်ဒါကြောင့်မြတ်စွာဘုရားကကုသိုလ်နဲ့ပျော်တဲ့အပျော်ဟာတာလေနော်ဘယ်ပျော်နေမှမတူဘူးတဲ့ယနေ့ဒီကကြီးတို့မြန်မာကြီးတို့မြန်မာနှစ်တကူတချံကာလပျော်ကြတယ်အဲ့ဒီအပျော်မှာနော်လောဘတွေဒေါသတွေမောဟတွေပါသွားရင်အဲ့ဒီအပျော်ဟာတခြားလားအကုသိုလ်ဖြစ်သွားမှာအကုသိုလ်ဖြစ်သွားရင်တကယ်စစ်မှန်တဲ့အပျော်ဖြစ်ပါအောင်မလားမဟုတ်တော့ဘူးဒါကြောင့်မြတ်စွာဘုရားပြောတဲ့နေရာမှာကုသိုလ်နဲ့ပြောတာကောင်းဆုံးပဲတဲ့နော်ဒါကြောင့်ဒီနေ့ကုသိုလ်နဲ့ပြောကြတဲ့စင်သေးတိစေဧကရီနော်ရက်ွက်ကဆွေတော်မျိုးတော်ကောင်းတဲ့သူတို့ကဤတရားလူဌာနသို့တရားတော်နာလာကြတဲ့တရားနာပြိဿပေါင်းသူတော်ကောင်းတွေနော်ယနေ့၄ရက်ညမြောက်တဲ့အထိတရားနဲ့ပြောခဲ့ကြတဲ့အတွက်
ရှေးပညာရှိဆရာတော်ဘုရားကြီးတွေပြောတဲ့ရသနာတိုင်းပဲအလုံးကိုဝမ်းမြောက်ဝမ်းသာကျေးဇူးတင်ကဂုဏ်ပြုခဲ့ပါတယ်ဗတ္တန္တာရူပဝိဘဝံသူနန္တာမတုရကိတံစရတိတာဒုတံဗုဒ္ဓကာလေကိလေပရမုခတံဗုဒ္ဓကာလေရှင်တော်ဘုရားထင်ရှားပွင့်ပေါ်လက်ထက်တော်ကာတွေတော်ကအလုံးစုံမျိုးတော်ပေါင်းသူတော်ကောင်းတွေဗုဒ္ဓရှင်တော်ဟာတတ်တော်80ဝါတော်အဖြစ်ဘယ်လောက်မှပြိဋိဘံပြုတယ်ဘုရားဘယ်နှဝါတော်မှဖြေဖို့တော်တော်ခက်ခဲရင်ဖြစ်တယ်နော်ရသော်ဘုရားဘယ်နှဝါသတင်းတော့40နဲ့45ဝါနော်ရသော်ဘုရား45ဝါသတင်းသုံးတဲ့အခါဗုဒ္ဓရှင်တော်ဝါဆိုဝါကက်ခဲ့တဲ့နေရာတွေနော်ဦးဇင်းတို့စင်သီရိဓမ္မယုံမှာလာပြီးတရားဟောတဲ့အခါလည်းပြောခဲ့မှုပါတယ်နော်ဒါပေမဲ့မိနေပါဆိုလို့ထပ်ပြီးသတိပေးခဲ့တာဗုဒ္ဓရှင်တော်45ဝါခရီးပါဝါဆိုဝါကက်တဲ့နေရာဌာနဟာ73နေရာရှိတယ်ဘယ်နှနေရာနော်အဲဒီ73နေရာတနေရာဟာတောင်ရိသာနတ်ပြည်မှာတဝါဆိုတဲ့အတွက်အဲဒီနတ်ပြည်မှာဝါဆိုတာကိုဖယ်ရင်လူပြည်မှာဝါဆိုတဲ့နေရာဌာနဟာ12နေရာတော့ရှိတယ်ကျေတဲ့ဘယ်နှနေရာအဲဒီ12နေရာမှာရှိကြတဲ့သူတော်ကောင်းတွေအားလုံးဘာလုပ်ကြလဲဆိုရင်တရားနာဖို့ရဲ့အချိန်မပေးနိုင်တဲ့သူတွေကဓဝါသင်္ချေနန္ဒလွန်တော်လည်းပဲတခါသာဖူးရတဲ့မြတ်စွာဘုရားမတို့တွေဗုဒ္ဓရှင်တော်မြတ်ကိုတဝါကြီးဖူးကြမယ်ဆိုပြီးဗုဒ္ဓရှင်တော်မြတ်ကိုဖူးမြော်ကအချိန်တွေကိုတော့သူတို့တွေအကျိုးရှိရှိအသုံးချကြတယ်တရားနာဖို့ရန်စိတ်ခံကြတဲ့သူတွေကလည်းဗုဒ္ဓရဲ့ထံမောက်ကိုရောက်အောင်သွားကဘာသင်္ချေနန္ဒလွန်တော်လည်းပဲတစ်ချိန်တစ်ခါသာနာကြားခွင့်ရမယ်ဟောဒီတရားဓမ္မတွေကိုငါတို့တွေနာကြမယ်ဆိုပြီးအားလုံးတရားနဲ့ပြောကြတယ်ဒါကြောင့်ရှိဘုရားရှိသူတော်ကောင်းတွေကတံဗုဒ္ဓကာလေရှင်တော်ဘုရားထင်ရှားပွင့်ပေါ်လက်ထက်တော်ကာတွေတော်ကသာဓုပါရမီနှင့်ညာညီတည်၍အရေးအမှလောင်းလျာကိုင်းဝင်သူတော်စင်တို့သည်တရားနာမှုရန်စိမ့်မတန်ကြတဲ့သူတွေကရူပဝိဘဝရွှေမျက်နာတော်လက်ချေတော်မှသတိမကျွင်ခံပြီးထို့တော်ရုံစင်တို့ရဲ့တင်းတဲ့ပုံကုန်ဗတ္တန္တတခါဖူးမြဖူးဘဝတိထူးစွာအရှိန်မိန်မိန်ကြီးဘုမြင်ကြကုန်၍တရားနာမှုရန်စိတ်မတန်ကြတဲ့သူတွေကကဘာသိချင်းနန္ဒလွန်တော်လည်းပဲတကြီးတခါသာဖူးရတဲ့မြတ်စွာဘုရားရဲ့လို့ဗုဒ္ဓရှင်တော်မြတ်ဝါဆိုဝါကတ်တော်မူတဲ့နေရာတိတိမှာမြတ်စွာဘုရားရှင်ရဲ့ထံကိုရောက်အောင်သွားကရူပဝိဘဝရှင်မျက်နာတော်လက်ချေတော်မှသတိမကျွင်ကပင်ထို့တော်ရုပ်စင်တော်ရဲ့တင်းတဲ့ဘုံကိုဗတ္တန္တတခါဖူးမြဖူးဘဝတိထူးစွာအရှိန်မိန်မိန်ကြီးဘုမြင်ကြကုန်၍တရားနာမှုရန်စိတ်တန်ကြတဲ့လူတွေကြပြန်တော့လေမတုရံခိတံဇာယာတိုင်းဗိနဝင်းစိတ်ရဲ့စိတ်နဲ့ကြိုးလံတာယာတိတရားတော်ရဲ့တန်တွေကိုသုဏန္ဒတနမသန္တရမံဖြင့်နာခံလိပြီးခြင်းလဲခြင်းကြကုန်၍ကေလိဗံမုခပျော်ပွင့်ရှင်ပွင့်မျက်နှာလွှဲကြကုန်၍ပြည့်တဲ့ရေပါရီကိုမျက်နှာလွှဲကေလိဗံမုခပျော်ပွင့်ရှင်ပွင့်မျက်နှာလွှဲကြကုန်၍စရတိသူတော်ချင်းချင်းတတိလေးလေးမမေ့အတုမိတ်စိတ်ဟူ၍ပျော်ပျော်ကြည်လဲလဲတော်မူ
တော်တင်ချေနဲ့တလွန်တော်လည်းပဲတခါသာဖူးရသည့်မြတ်စွာဘုရားရဲ့လို့တရားနာမှုရန်စိတ်မတန်ကြတဲ့လူတွေကဗုဒ္ဓရှင်တော်မြတ်ကိုဖူးမြော်ပြီးတော့ပြန်ကြတယ်တရားနာမှုရန်စိတ်တန်ကြတဲ့လူတွေကဗုဒ္ဓရှင်တော်ဟောပေါ်ညွန်ပြဆိုဆုံးပါတယ်တရားဓမ္မတွေကိုနာကြားတဲ့အတွက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဝါဆိုဝါကတော်မူခဲ့တဲ့နေရာဌာနအသီးသီးမှာပိဋကကြီးဗာပြောလဲဆိုရင်ပျော်ဝဲရှင်ပွဲတွေအလုံးစိတ်သုံးကုန်တယ်ပျော်ဝဲရှင်ပွဲတွေဗာဖြစ်ကုန်အဲဒီလိုစိတ်သုံးကုန်ကြတယ်တဲ့အဲဒီမျိုးအဲဒီနေမှာရှိကြတဲ့ဘုရားရှင်တော်ဝါဆိုဝါခဲ့တဲ့နေရာဌာနကသူတွေအလုံးသားလေးအောင်ပြောရင်တရားနဲ့ပြောကြတယ်တဲ့။ရဲစွာများလက်ထက်တော်ကလူတွေဗာနဲ့ပြော။နော်ရှင်ဝါထုဝမျိုးတွေဗာနဲ့ပြော။တာကျွေးမှုဘယ်အားကျွေးမှုတွေနဲ့ပြောမှန်ရဲ့လား။အိမ်မှုကိစ္စတွေမလုပ်ရဘူးလား။တရားကြီးတွေဓမ္မကြီးတွေစီးပွားမရှာရဘူးလား။အော်အိမ်မရောက်တဲ့သားတွေသမီးတွေမကျွေးမမွေးရဘူးလားနော်အဲ့ဒါနဲ့မပြောရဘူးလားမှန်တာပြောရင်သစ္စာမှန်တာပြောရင်ထီပေါက်တယ်မှားလို့လားနော်ဘာဖြစ်ဖြစ်ယနေ့ကုသိုလ်နဲ့ပျော်ပြီးတရားဓမ္မလာချကြတဲ့အတွက်ရှေးပညာရှိသူတော်ကောင်းတွေချီးမွမ်းတဲ့ရသနာတိုင်းယနေ့တရားနဲ့လာပြောကြတဲ့သူတော်ကောင်းတို့ကိုနော်ဒီတရားပလင်ထက်ကနေအဲဒီတရားနဲ့ပြောကြတဲ့သူတော်ကောင်းတို့ကိုဂုဏ်ပြုတဲ့ရသနာနဲ့ဂုဏ်ပြုခြင်းနဲ့တူယနေ့အားလုံးဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းတို့တွေစင်ရခြင်းချမ်းသာခြင်းဘဝနှမျိုးရှိခြင်းချမ်းသာတဲ့ဘဝကိုလိုချင်တဲ့သူတိုင်းဘာနဲ့ဘဝကိုတည်ဆောက်ရမလဲကုသိုလ်နဲ့ဘဝကိုတည်ဆောက်ရမယ်ဘာနဲ့တည်ဆောက်ခုနကလေးမှပြောတယ်အခုပြန်မဖြစ်နိုင်နော်မောင်ဖြူမျိုးတွေတော်များပုံရတယ်နော်ဘယ်သူမျိုးလဲပြည့်တဲ့ကတရားနာပရိသတ်ကြီးဘယ်သူအမျိုးမဖြစ်မချင်းဖုံးရတယ်ရဲ့နေတာဒါတော့နောက်ကြရင်ကြပါစေခိတ်ကိုပြောခဲ့တယ်တရားဝဲရှိလို့နည်းနည်းနောက်ကြမယ်လို့ပြောထားတယ်သူတို့လည်းနည်းနည်းတော့ပါရသေးတယ်ပြည်တဲ့ကြီးဘယ်သူအမျိုးမေးတဲ့သူတွေဘယ်သူအမျိုးဘောင်ဖြူမျိုးတွေနော်ချမ်းသာတဲ့ဘဝကိုလိုချင်ရင်တရားနဲ့ဘဝကိုတည်ဆောက်ရမှာလားကုသိုလ်နဲ့ဘဝကိုတည်ဆောက်ရမှာလားဒါလေးနှစ်ခုလေးမှတ်ရတာကိုတော့မှဩတဲ့နော်ဇာတိကံဆရာတော်ဤတရားတွေကပေါင်းဖြူပွဲသွားကြည့်တယ်လို့ရှင်ဝါထောရလူတွေတရားနာလာတာအဲ့လိုဖြစ်နေနော်ပြန်သွားရင်ပြန်ကြည့်ရောတပတ်ဒီကောင်းကောင်းတွေမိကြံနေခဲ့ဦးမယ်နော်ရှေးတော့ကရော်ကြီးတွေကနော်ဂျာဘူးတဲ့သူတွေရှိမယ်နော်နည်းနည်းအလန်းဝေးသွားရင်ရှင်းဒီမှာတရားလာပေါ်တာနည်းနည်းနှိမ့်ကြသွားတော့ရာတရားမှာတရားအလှပွဲကြီးလုပ်တဲ့အခါနော်တရားဟောတဲ့အခါကျတော့ဆရာတော်ကြီးဒီဘက်ကိုတရားဟောပေးတယ်ဆရာတော်ကြီးကတရားဟောတာရှေးဆရာတော်ကြီးတွေဆိုတော့တရားဟောတာအရင်ရှိတယ်တရားရှိတဲ့အခါကျတော့တရားဝဲကစတာရှေးတုန်းကတော့တရားဟောရင်အလှတရားဟောတဲ့အခါနေဆုံးစားပြီးမှဟောကြတယ်နေ့လေ7 နာရီ10 နာရီလောက်မှဟောတာဥပမာ10 နာရီလောက်ကနေစပြီးတရားဟောတဲ့အခါဆရာတော်ကြီးကမျက်လုံးပိတ်ပြီးတရားဟောတဲ့အခါကျတော့တရားကလည်းရှင်းတဲ့နာရီတွေဘယ်လောက်ထိဖြစ်သွားလဲဆိုရင်ညနေ4 နာရီ5 နာရီလောက်ထိဖြစ်သွားတယ်ဆရာတော်ကြီးကမျက်လုံးမဖွင့်တော့လမ်းမီးတွေလည်းလာကုန်ပြီအလူကလည်းပဲတရားနာလာတဲ့သူတွေကလည်းပဲတွေ့တယ်အလူကမနဲ့ပဲကျွေးတာညနေကျရင်ကျွေးမှာမဟုတ်ဘူးတဲ့ဒါကြောင့်ချင်းချင်းကုတ်ကြတယ်ဒီသမင်းမချက်ရသေးရင်နော်ငါတို့ဖြည်းဖြည်းချင်းသမင်းချက်ဖို့လို့နောက်ကလူတွေကဖြည်းဖြည်းချင်းဘုန်းကြီးမျက်လုံးမဖွင့်မချင်းနော်တယောက်ပြီးပြန်သွားကြတယ်နောက်ဆုံးပြည့်တဲ့တူအောင်ပြောရင်နော်အလူမတဲ့တိုင်ကြီးမှာပြီးစလိုက်တို့ကြီးကြိုက်နေတယ်ဒကံမကြီးတယောက်ပဲချက်နေဆိုပဲအဲ့ဒီကကြမှာဘုန်းကြီးကတတိဆိုမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါတရားတော်ပြိဿတွေအကုန်ပြန်သွားပြီးတော့မန္တတိုင်ကြီးပြီးစက်ရည်ကြီးဖွာနေတဲ့ဒကံမကြီးတယောက်ပဲတွေ့တယ်အဲ့ဒီကကြတော့ဟာဒကံမကြီးဘုန်းကြီးတရားဝဲစားတဲ့ချိန်တုန်းကတရားနာပြိဿတွေအများကြီးပဲအခုမျက်လုံးဝဲတဲ့အခါမှာဒကံမကြီးတယောက်ပဲရှိတယ်တရားနာပြိဿတွေဘယ်ရောက်ကုန်
မကြီးကလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားတရားကရှည်လဲရှည်ပြင်းကလည်းပြင်းတဲ့ခါကျတော့လမ်းမီးတွေတော့လင်းပြီတဲ့တပည့်တော်တို့အလူကမနဲ့ပဲကျွေးတာညနေကျွေးမှာမဟုတ်ဘူးတဲ့ဒါကြောင့်တပည့်တော်တို့ညနေစာတော့အိမ်ကိုသမင်းပြန်ချက်ကြလို့တပည့်တော်တယောက်ပဲခြံတော့တာဆရာတော်ကြီးကလည်းမလျှော်ဘူးတဲ့ပြန်ပြောတယ်ဒါဆိုဒကမာကြီးကတော့ဘုန်းကြီးတရားကိုကြိုက်လို့နဲ့တူတယ်အဲဒီခါကျမှဒကမာကြီးကလည်းလျှောက်တယ်ရင်ထဲကအောင်းထားတာတဲ့စရိတ်ကြီးချားပြီရှင်ဘုရားတဲ့တပည့်တော်လည်းတရားကိုကြိုက်လို့တော့မဟုတ်ဘူးဘုရားတဲ့အရှင်ဘုရားထိုင်ဖို့ခင်းထားတဲ့တပတ်ကတပည့်တော်တပတ်ဘုရားအဲဒီတပတ်ကိုယူဖို့တပည့်တော်စောင့်နေတာတဲ့အရှင်ဘုရားတရားကိုကြိုက်လို့တော့မဟုတ်ဘူးတဲ့ဒီနေ့ရှင်တော်တော်မျိုးတွေပလင်မှာဘာခင်းတာနေလဲကောဝေကတက္ကကြီးတွေရှင်တော်တော်မျိုးတွေပလင်မှာဘာခင်းဘာမခင်းဘူးရှင်းကိုဆက်လို့ရသေးလားနော်ရှင်းရာကြီးနဲ့28မိနစ်ဖြစ်သွားပြီရှင်းရာကြီးခွဲတော့မယ်နော်ရှင်းကိုဆက်လို့ရသေးလားနော်ယနေ့ဘုန်းကြီးတွေတရားဟောရတဲ့ဘဝနော်အချိန်ကိုလေးတောင်းမြေဟောရတာနော်ဇမင်းသားတွေကြတော့ပြန်မဆိုတော့မပြန်ဘူးဖြစ်နေတာအခုကနော်ဒါကြောင့်လောကလူသားတွေနော်ကောင်းတာနဲ့မကောင်းတာဘယ်မှာပြောရှင်ဝါထွန်းကလူတွေဘယ်မှာပြောသိကြပြီလားကဲအားလုံးခေါင်းလာတဲ့ပြောတဲ့အတွက်ကျမ်းမာထီပေါင်းနိဗ္ဗာန်ရောက်စေမကောင်းလားနော်နိဗ္ဗာန်နဲ့အခုသွားမှာလားမနှက်ဖန်သွားမှာလားနော်မနှက်ဖန်သွားခြင်းတော့တရားဝဲချင်းပါရဲ့ဆရာတော်နဲ့သာလိုက်တော့နော်သင်္ကနာသွားတဲ့ကလိုက်တော့အဲ့မှာလက်ပေါ်မရောက်တဲ့နော်နိဗ္ဗာန်ရှိတယ်ဒါကြောင့်အားလုံးစေတော်မျိုးတော်ပေါင်းသူတော်ကောင်းတို့တွေဘုရားရှင်တော်ကကောင်းကျိုးချမ်းသာနဲ့တူချမ်းချမ်းသာသာနေခြင်းနဲ့သူတွေရဲ့ဘဝကိုနော်ဗချာနဲ့တည်ဆောက်ရမှာလားကုသိုလ်နဲ့တည်ဆောက်ရမှာလားကုသိုလ်နဲ့တည်ဆောက်ရမှာတဲ့ဘာဖြစ်လို့လဲရသော်ဘုရားရဲ့တန်တန်မှာကောင်းမှုကုသိုလ်လေးတစ်ခုပြုခဲ့လို့ဘဝကိုကုသိုလ်လေးတစ်ခုပြုတန်းနိုင်ခဲ့လို့အဲ့ဒီကုသိုလ်နဲ့တူစည်းစိမ်ချမ်းသာတွေရရှိသွားတဲ့သူတွေတတိတာရကတွေမြောင်များစွာပဲအများကြီးပဲရှိတယ်တဲ့နော်ဒါကြောင့်အတူလေးပေါ့နော်ဝိထုတာတွေကလည်းအတူလေးကုသိုလ်နဲ့ဘဝကိုတည်ဆောက်နိုင်ခဲ့လို့နော်ကြီးကျယ်ခမ်းနားတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့အရာကိုထုတ်ပြရင်ဘုရားရှင်တော်ပြိဋိဘံဆံပြီးတဲ့အခါရသော်ဘုရားပြိဋိဘံဆံတဲ့အခါကျတော့ဘုရားရှင်တော်ရဲ့တရိဒကိုကနေပြီးတော့ကျွင်းကြံတဲ့တရိဒဓာတ်တော်တွေအဲ့ဒီဓာတ်တော်တွေကိုတဲ့ရသော်ဘုရားရဲ့ဓာတ်တော်တွေကိုပါဝါပြီးတဲ့ကုသိဏယုံမြို့ပါမြတ်စွာဘုရားရှင်ပြိဋိဘံဆံတဲ့အတွက်အဲ့ဒီပါဝါမင်းတွေကလည်းသူတို့ပိုင်တယ်နောက်တကအဒီနာမှာရှိတဲ့ဝေသာလီပီ40ဝေမင်းတွေကလည်းသူတို့ပိုင်တယ်နောက်တကပကတတိုင်းရဲ့ပြင်းရှင်အနာတသက်ပြည်မင်းတရားကြီးကလည်းပဲနော်အဲ့ဒီမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုသူပိုင်တယ်ငါပိုင်တယ်နဲ့နော်9ပြည်ထောင်သောမင်းတွေဘယ်နှပြည်ထောင်လဲအဲ့ဒီဓာတ်တော်ကြီးကိုလူကြတာတဲ့အဲ့ဒီလိုဓာတ်တော်ကြီးလူကြတဲ့ခါကျတော့မိမိသားတွေတယောက်နဲ့တယောက်သူပိုင်နေငါပိုင်နေလို့နောက်ဆုံးနော်စကားနဲ့ပြောလို့မရတဲ့ခါကျတော့ငါမှလည်းစစ်တဲ့ရှိတယ်မင်းမှလည်းစစ်တဲ့ရှိတယ်ဆိုပြီး9ပြည်ထောင်သောမင်းတွေအားလုံးစစ်ချီလာကြတာဘယ်တော့ဘုရားရဲ့ပြိဋိဘံဆံပြီးဓာတ်တော်လူပွဲကြီးကိုအကြောင်းပြုပြီးလူတွေထောင်ပေါင်းများစွာသေဆုံးကြရတော့မယ်အဲ့ဒီရာကိုမြင်တဲ့ခါကျတော့အဲ့ဒီမင်းကြီးမင်းသားတွေအားလုံးကိုပညာသင်ပေးခဲ့တဲ့တက္ကသိုလ်ကြီးဒီသာဗမောက္ခဆရာကြီးဖြစ်တဲ့ဒေါနပုံနာတဲ့အားလုံးပြောပါပုံနာမင်းကြီးမင်းသားတွေအကုန်စုံညီသွားတဲ့အခါမှာဒေါနပုံနာကြီးကလူတွေမြင်လောက်တဲ့နေရာယခုလိုအမြင့်တဲ့နေရာကိုတန်းပြီးတဲ့အခါအဲ့ဒီမင်းကြီးမင်းသားအပရိသတ်ပေါင်းကိုအဲ့ဒီကြောင့်နဲ့အသက်ကုန်ဟေးပြီးသူပြောတယ်အားလုံးမိကြီးမိသားပေါင်းသူတော်ကောင်းတို့တဲ့အကျဉ်းတို့ရဲ့စကားလေးတစ်ခုကိုခဏခဏနားထောင်ပြီးပါအဲဒီခါကျမှဒေါနဘုံနာကြီးအောင်လဲအောင်မိကြီးမင်းသားတွေကြီးလိုက်တဲ့အခါဘယ်သူအောင်နေတာလဲကြီးတဲ့ခါကျတော့ဟာငါတို့ရဲ့ဣဒပဝေါခဆရာကြီးပဲဒါကြောင့်ငါတို့ရဲ့ဆရာကြီးဘာပြောမလို့လဲမသိဘူးဆိုပြီးတော့သူတို့ရဲ့ဆရာကြီးကိုမြင်တဲ့အခါနော်စစ်တိုက်ဖို့ရည်ရွယ်ထားတာလေးတွေတည်ကအားလုံးခဏငြိမ့်နေတယ်ဘာလို့ဆရာကြီးဘာပြောမလဲဆိုပြီးတော့သူတို့စောင့်တဲ့အခါ
ဒေါရဘုံတော်ကြီးကရွတ်တယ်မြတ်စွာဘုရားရှင်ရဲ့ဝါဒဟာခန္တီဝါဒသီးခံခြင်းတရားပဲဘုရားရှင်တော်မြတ်ရဲ့ဝါဒကဘာလဲလို့မေးရင်ဘယ်လိုဖြေသီးခံခြင်းဝါဒတဲ့ဒါကြောင့်ဒေါရဘုံတော်ကြီးကအမြင့်တရားကိုတန်းပြီးတော့အမကံဘုဒ္ဓဘဟုကံတွေဝါတော်မိမိသားပေါင်းသူတော်ကောင်းတို့တဲ့မြတ်စွာဘုရားကသီးခံခြင်းဝါဒကိုလက်ကင်ကြတယ်။ဒါလို့သင်မိမိသားပေါင်းသူတော်ကောင်းတို့တွေဒီတက်တော်လူဝဲကြီးကိုအကြောင်းပြုသင်တို့ရဲ့ရှင်ထဲမှာဖြစ်နေတဲ့စိတ်တန်တန်မှာရိုင်းဆိုင်နေတဲ့အရာတွေကိုအားလုံးတည်းကခေတ္တခန္ဓာငြိမ်းကြပါ။မြတ်စွာဘုရားရဲ့ပြိဋိဘံဆန်တဲ့ဝဲကြီးပါချမ်းတဲ့ခက်တဲ့အယုတ်ဆုံးအကြီးတန်းတဲ့အရာတွေမဖြစ်အောင်မြတ်စွာဘုရားရဲ့ဝါဒအတိုင်းအားလုံးသိခံတော်မူကြပါတဲ့။ဒီမင်းသားပေါင်းတွေကိုဒေါနပုံနာကြီးကတခြားလူခိုင်းရတာသိခံခိုင်းတာလား။သိခံခိုင်းတာပါဗျာ။နော်။ဒါကြောင့်မလို့မြတ်စွာဘုရားကဩဝါဒပါဠိပေါက်ကိုဟောတော်မူတဲ့အခါမှာခန္ဒီပရမတ်တဘောတိတိခံတဲ့ရဟန်းတော်များခြေသားခြေသမီးတို့တဲ့လုံးသောချုပ်တီးတီးခံတဲ့အကြောင်းတရားဟာမြတ်သောအကျင့်တစ်ခုပဲတဲ့ဒီနေ့ဝိရိယဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းတွေဒေါသကိုဒေါသအလျောက်ပြန်ပြီးတုံ့ပြန်ရင်နော်ပြုတဲ့သူမှလည်းပဲအေးချမ်းပါမလားအပြုခံရတဲ့သူမှလည်းအေးချမ်းပါမလားမအေးချမ်းဘူးဒါကြောင့်ဘုရားရှင်တော်ကနော်ဒီခံခြင်းတရားကိုလက်ကင်ထားတဲ့ခန္ဒီဝါဒကိုကျင့်သုံးတဲ့အတွက်အားလုံးခန္ဒီဝါဒသိခံခြင်းတရားကိုကျင့်သုံးပါတဲ့အဲဒီလိုလေဒေါနဘုရားကြီးကပြောလိုက်တဲ့အခါကျမှမိရင်မင်းသားတွေအားလုံးသူတို့ပါလာတဲ့လက်နက်တွေချသွားတယ်ချပြီးတဲ့အခါဒေါနဘုရားကြီးကဘာလုပ်လဲဆိုရင်မြတ်စွာဘုရားရဲ့ထက်တော်ဝီတော်တွေကိုအညီမြအကုန်လုံးကိုခွဲဝေပေးလိုက်တာအဲဒီလိုခွဲဝေပေးလိုက်တဲ့အခါကျတော့အဲ့ဒီထက်တော်ဝီစုကိုဘယ်သူရလဲဆိုရင်မာဂဒတိုင်းရာဇချိုပြည်ရဲ့ပြည့်ရှင်နော်ယနေ့အဖေကိုတက်ပြီးဘယင်လုပ်တယ်ဘယင်ကြီးတစ်ပါးဘယ်သူလို့ကြားဘူးလဲပြေးတဲ့ရင်အားလုံးပြေဘယ်သူနဲ့လဲမလေးသူတို့အမျိုးကြတော့သိတည်တာအခြေကြီးပဲအစာတသက်အားကြီးနဲ့အားလုံးပြေဆိုအစာတသက်အခြေကြီးပဲနော်ရှောထုံးအမျိုးတွေနော်အစာတသက်ကြတော့အခြေကြီးပဲကျန်လန့်ပြောဘုန်းကြီးမေးတာကြတော့ကောင်းတာမေးတဲ့ခါကျတော့ဟိုလိုဒီလိုတော့ဘယင်အဖေကိုတက်ပြီးဘယင်လောက်တာဘယ်သူလဲလဲဆိုတော့နော်တရားဝဲဖို့လို့ဟဲ့လို့လည်းညှိုးဝဲထောင်ရတာပဲရှိတာအစားတသက်တဲ့နော်သူတို့မျိုးတော့သူတို့သိတယ်နော်အိမ်ပြန်ရောက်ရင်လောကကုံမိဒေါကွာနေဆက်သွယ်လိုက်နော်အစားတသက်ပြင်ကြီးလောကကုံမိငရဲမှာငရဲခံနေတယ်ကိုယ်မျိုးနဲ့ကိုယ်ဆက်သွယ်ကြဒါကြောင့်သာတသက်ပြင်မင်းတရားကြီးဘုရားရှင်တော်မြတ်ရဲ့ဓာတ်တော်ဝေစုရတဲ့အခါအာရဝန္တာစာနဲ့ရာဇကြိုပြည်ကိုပြန်နော်တရားရှင်တွေမှာဆိုလို့နည်းနည်းလေးတော့ချုံးမယ်လက်ခံလားနော်ကဲပါရင်လက်ခံနေတဲ့ရေသက်ချခြင်းကတော်တော်ကျင်းထဲမှာအောင်းတာဝင်ရတယ်ဘယ်တော့ဝေစုကိုရပြီးရာဇကြိုပြည်ကိုရောက်တဲ့အခါမြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုနော်အဲ့ဒီဓာတ်တော်တွေကိုထာပနာထားပြီးကြည်ရင်အဲ့ဒီဘုရားကတခြားလားဓာတုစေတီလားဘုရားဘုရားဘာသာဝင်သူတော်ကောင်းတွေစေတီဘယ်နှမျိုးလို့ကြားဘူးလဲဒါတသက်လောက်မကျဲဘူးသိလားကောင်းတာမေးရင်မရဘူးချွေပါတော့ပြောမကောင်းတာလေးမေးကြည့်လိုက်တန်းဖြေတာသူတို့မျိုးဆိုကောင်းသိတယ်နော်စေတီလေးမျိုးစေတီဘယ်နှမျိုးလဲ၄မျိုးပါဗျာနော်စေတီလေးမျိုးပါရီလဲဆိုရင်ဓာတုစေတီဓမ္မစေတီပရိဘောဂစေတီနော်အစာချောင်းပြင်တော့သိပါတယ်ဖေဟာမကောင်းတာကြီးပဲမဟုတ်ပါဖေဟာအဲ့ဒီစေတီလေးမျိုးတွေကနော်မြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုထာပနာထားပြီးနေအဲ့ဒီဘုရားသည်ဘာဘုရားဓာတုစေတီတဲ့ဒါရအဲ့ဒီဓာတုစေတီတော်ကြီးကိုတည်ထားလိုက်တာနော်နောက်ဆုံးပြီးလို့ထီးတော်တင်မင်းလေးကိုရောက်သွားပြီတဲ့အဲ့ဒီထီးတော်မနှက်ဖန်ဆိုရင်ထီးတော်တင်တော့မယ်ဆိုရင်ဒီလိုညံ့နေပါအဲ့ဒီရာဇကြိုထဲမှာရှိတဲ့အမျိုးသမီးလေးတစ်ယောက်ဘဝမှာဆင်းရဲနေကြတဲ့အခါကျတော့သူများတွေလိုကောင်းမှုကုသိုလ်အလှူအတန်းနဲ့သူ့ဘဝမှာဘာမှမလုပ်နိုင်ဘူးတဲ့ဘယ်မင်းတရားကြီးကျဲတဲ့အဲ့ဒီဓာတုစေတီတော်ကြီးကိုကြည်ပြီးတော့
အနာတသက်ပြင်မင်းတရားကြီးဓာတုစေကြီးတော်ကြီးတည်ထားတာမနေ့ကဆိုရင်ပေးတဲ့ရေဘာလို့တော့မှာလဲထီတော်တင်တော့မယ်တဲ့အဲ့ဒီစေကြီးတော်ကြီးတည်လို့ထီတော်ဆောင်တင်တော့မယ်ငါမှဥဒ္ဒချက်သေးတဲ့ဝင်တဲ့ဘာကောင်းမှုကုသိုလ်လေးတောင်သူ့မှာမပြုတ်နိုင်ဘူးတဲ့အဲ့လိုတွေးပြီးတော့ဒါကြောင့်ဒီထီတော်တင်လို့ပူဇော်ပွဲကြီးပါဘာလဲပဲကောင်းမှုကုသိုလ်တစ်ခုပါဝင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီအမျိုးသမီးလေးတဲ့ဘုရားအလင်းရောက်လို့အာယုန်တဲ့ချိန်ရောက်တဲ့အခါတိုးတဲ့ကိုသွားပြီးတဲ့အခါဓာတုစေတော်ကြီးမှာပူဇော်ဖို့ဆိုပြီးတော့နော်ယခုကိနဲ့ပြောရင်ပန်းသွားခူတာဘာသွားခူတာလဲတော်လေးကိုသွားပြီးတော့ဓာတုစေတော်ကြီးကိုပူဇော်ဖို့ဆိုပန်းသွားခူတဲ့အခါရှာဖွေလိုက်တဲ့အခါသူပါရလာလဲဆိုရင်တော်ထဲမှာလေးချပေါက်ဘာမှတန်ဖို့မရှိတဲ့တပုတ်ခါပန်းလေး၄ပွင့်ပြောကြည့်ပါပန်းလေဘယ်လိုဆိုရင်တော့ပြောရမှာတပုတ်ခါပန်းမမြင်ဘူးလားမြင်ဘူးကြတာတော့တချို့ခြံစည်းရိုးလေးတွေမှာပေါက်နေတယ်မြေကြီးပေါ်မှာပေါက်နေတယ်တန်ဖို့ထားတဲ့သူရှိရလားမရှိဘူးတဲ့အဲလိုတန်ဖို့ထားဘာမှတန်ဖို့မရှိတဲ့တပုတ်ခါပန်းလေး၄ပွင့်ရလာတဲ့အခါအဲ့ဒီသူစင်းရဲ့မျိုးသမီးလေးအားရဝမ်းသာစွာနဲ့ဓာတုစေကြီးတော်ကြီးကိုတော့ဖြင့်ငါရလာခဲ့တဲ့ဟောဒီတပုတ်ခါပန်းလေး၄ပွင့်နဲ့ဖျားထီးတင်ပွဲမှာနော်ဘုရင်မင်းတရားကြီးရဲ့ဓာတုစေတီတော်ကြီးကိုပူဇော်မယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီအမျိုးသမီးလေးပြန်လာလိုက်တာကုသိုလ်စိတ်နဲ့အာရဝန္တာသာပြန်လာလို့လမ်းခုလက်တစ်ခုကိုရောက်တဲ့အခါရှေးအတိတ်ဘဝကရန်သူတော်ဆက်ခဲ့တယ်နော်ရှေးအတိတ်ဘဝကရန်သူတော်ဆက်တဲ့ဖီလူးမဟာနွားရောင်ဆောင်ပြီးအဲ့ဒီအမျိုးသမီးလေးကိုခွင့်တက်လိုက်တဲ့အခါအဲ့ဒီလမ်းခုလက်မှာပဲအဲ့ဒီအမျိုးသမီးလေးသေဆုံးသွားတာချက်ချင်းလည်းကြီးသေဆုံးသွားပြီဆိုတာနဲ့ဒိဋ္ဌဓမ္မပဲရန်သူဖြစ်တဲ့သူကဘလောက်ပဲဖြစ်စီတွေသူ့ရင်ထဲမှာနော်ဘောမဆုပ်ပြတုံချတဲ့ဆင်းရဲတဲ့ဘဝနဲ့နေလာခဲ့တဲ့ဘဝကိုယနေ့မှတော့ဖြစ်သဘောခါပန်းလေး၄ပွင့်နဲ့ဓာတုစေတော်ကြီးကိုပူဇော်မယ်ဆိုတဲ့ကုသိုလ်စိတ်ပြောကြည့်ဘာစိတ်လဲအဲ့ဒီကုသိုလ်စိတ်လေးနဲ့အမျိုးသမီးလေးလာလိုက်တာတဲ့ပြည့်တဲ့လမ်းခုလည်းရောက်တဲ့အခါရန်သူဖြစ်တဲ့ဗီလူမဟာနွားရောင်ဆောင်ပြီးခွေးသက်တယ်အဲ့ဒီနေရာမှာနေသေဆုံးသွားပေမဲ့ဇေဒီတော်ကြီးကိုပူဇော်မယ်ဆိုတဲ့ကုသိုလ်စိတ်နဲ့သေဆုံးသွားတဲ့အတွက်အဲ့ဒီအမျိုးသမီးလေးဒိဋ္ဌဓမ္မပဲတဲ့ဒါဝရိန္ဒနတ်ပြည်တဲ့ပြည့်တဲ့ရေဘာနတ်ပြည်ဒါဝရိန္ဒနတ်ပြည်မှာတဲ့ယူဇနာပေါင်း12ယူဇနာကျေဝန်းနဲ့နော်ပန်းမိမ့်မှန်ကြီးနဲ့အဲ့ဒီမျိုးသမီးလေးဘဝကိုခံစားဆန္ဒရတယ်ယနေ့အားလုံးသားလည်းအောင်ပြောရင်ဆင်းရဲတဲ့ဘဝကနေကြီးကျယ်ခမ်းနားတဲ့နှက်စည်းစိမ်ချမ်းသာရအောင်ဘဝကိုဘာနဲ့တည်ဆောက်ခဲ့တာလဲဘဝကိုဘာနဲ့တည်ဆောက်ခဲ့ကုသိုလ်နဲ့တည်ဆောက်ခဲ့တာတဲ့နော်ဒါကြောင့်သူဆင်းရဲမျိုးသမီးလေးရဲ့ထုံးကိုနှလုံးမူကချမ်းသာသာနေခြင်းနဲ့ဘဝကောင်းကောင်းကိုနေခြင်းနဲ့ဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းတွေဘဝကိုဘာနဲ့တည်ဆောက်ဖို့လိုလဲကုသိုလ်နဲ့တည်ဆောက်ဖို့လိုတယ်တဲ့အဲ့ဒီလိုပဲတဲ့ဘုရားရှင်တော်ကထပ်ပြီးလမ်းညွှန်ပေးတယ်ပူလောင်တဲ့ဘဝရဲ့အေးချမ်းတဲ့ဘဝရဲ့ဘဝတစ်မျိုးရှိရင်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်နေတဲ့သူတွေကဘဝကိုတခြားနဲ့တည်ဆောက်ရမှာလားဓမ္မနဲ့တည်ဆောက်ရမှာလားဓမ္မနဲ့တည်ဆောက်ရမှာတဲ့နော်အဲ့ဒီလိုချမ်းတဲ့ခက်ထန်နဲ့ပူလောင်နေတဲ့ဘဝကြီးကိုဓမ္မနဲ့တည်ဆောက်နိုင်တော့လို့ငြိမ်အေးသွားတဲ့ဝိတုဇဏ္ဍန်လေးတစ်ခုကိုအနေငယ်ထုတ်ပြရင်အဲဒီအားလုံးသိပြီးသားလူသားကြီးပဲနော်ဘုရားရှင်တော်လက်ထက်မှာလူတွေကိုလည်းပဲတတ်တယ်လက်ညှိုးတွေကိုနော်ဖြဲပြီးတော့လယ်ဘေးမှာပန်းလို့တီးခဲ့တယ်လူဆိုကြီးအားလုံးသိပါတယ်ဘယ်သူလဲလဲအမျိုးဆိုရင်ကြည်ကြီးပဲသိပြောစရာမလိုနော်ရှင်ဝါထောအမျိုးတွေနော်ဘုန်းကြီးဆက်ထောင်တဲ့ကလာခေါ်မယ်နော်လက်ရောညီထွေတယ်ဘယ်သူလဲမေးလိုက်ရင်အင်္ဂုလိပါလားအစာတသက်အကုန်သိတာတော့ရှင်ဝါထောအမျိုးတွေအဲ့ဒီအင်္ဂုလိပါလားဆိုတဲ့လူဆိုကြီးဘဝကိုချစ်ကြည့်နော်ဒါကြီးတို့တွေကမာကြီးတို့တွေအင်္ဂုလိပါလားဆိုတဲ့နာမည်ဟာသူ့နာမည်အရင်မဟုတ်ဘူးအင်္ဂုလိပါလားရဲ့နာမည်အရင်ကိုမသိတဲ့လူရှိတယ်မှတ်သွားအာဟိန္ဒကပြောကြည့်ပါလေနော်အာဟိန္ဒကဆိုတဲ့ပါဠိစာပဲမြန်မာလိုပြောရင်ဘယ်တဲ့ကိုလက်ညှိုးထည့်ပေးရင်တော့မကိုက်ဝန်းနဲ့သူတဲ့သူတစ်ပါးကိုတတ်ဖို့မပြောနဲ့သူ့လက်ထဲကိုလက်ညှိုးထည့်ပေးတော့မကိုက်တဲ့သူလို့အဓိပ္ပာယ်ရတယ်
အဲ့ဒီအဟိတကဖြစ်တဲ့အေဂုလိမာလနော်လူဆိုးကြီးအဲ့ဒီလူဆိုးကြီးမွေးဖွားတဲ့နေ့မှာဗန္ဒာနီပုံလေးမကြီးရဲ့ဝဲကနေထွက်ပြီးမွေးတဲ့နေ့ညမှာဒါဝိဒိမြို့မှာရှိတဲ့တမျိုးလုံးမှာရှိတဲ့နော်ယနေ့ခေတ်နဲ့ပြောရင်ဓာတ်တွေလန်တွေလေးတွေကက်ကြီးတွေတန်လျက်တွေအဲ့ဒီလက်နဲ့မျိုးစုံအကုန်လုံးကအယောင်တွေထတောက်ကုန်တယ်ကောသလပြည်မင်းကြီးနန်းတော်တွေကလက်နဲ့တိုက်တွေကလက်နဲ့တွေအကုန်လုံးအယောင်တွေတလက်လက်တောက်တဲ့ခါကြတော့နော်ကောသလပြည်မင်းကြီးတုံလုံးချောင်ချသွားတယ်အဲ့ဒီတော့သူသားမွေးတာနဲ့လက်နဲ့တွေအကုန်လုံးကိုရောင်ထုတ်တဲ့တောက်ပါတဲ့ခါကိုသိတဲ့အခါအာဟိတကလို့ခေါ်တဲ့အေဂုလိမာလလူဆိုးကြီးရဲ့အဖေဖြစ်တဲ့ပူလောဟိပုံသားကြီးကအိမ်ရှိကိုထပ်ပြီးကောင်းကင်ကနက်ခက်ကိုကြည်လိုက်တဲ့ခါကျတော့အဲ့ဒီအယောင်တွေတလက်လက်တောက်တဲ့လက်နဲ့တွေအယောင်တောက်တာကိုကြည့်ပြီးတော့သူ့ရဲ့အမျိုးသမီးဖြစ်တဲ့မန္တာနီပုံလေးပါတီကိုပြောတယ်တဲ့ရှင်မကြီးတဲ့ငါတို့ရဲ့သားကကျင်းသေးမဟုတ်ချယနေ့သူမွေးလိုက်တဲ့အချိန်မှာနက်ခက်နဲ့ရှင်ပြီးကြည့်လိုက်တဲ့အခါကျင်းသေးမဟုတ်ချလူဆိုးတစ်ခုကြီးဖြစ်မှာတဲ့ဒါကြောင့်အဲ့ဒီအကြောင်းအရာတွေကိုနည်းနည်းမိုးတော့အလေးရောက်တဲ့အခါနဲတော်ထဲမှာစီဝဲခေါ်တဲ့အခါကောသလပြင်မင်းတရားသည်ညာကနဲတော်ထဲမှာလက်နဲ့တွေအယောင်တွေတောက်တယ်ဆိုတဲ့အကြောင်းကိုပြီးတဲ့အခါကျတော့အဲ့ဒီဘုရားရဲ့အမှတ်ပညာရှိဘုရားကြီးကဘုရင်မင်းတရားကြီးအကျွန်ုပ်ရဲ့သားမွေးဖွားတာအဲ့ဒီကလေးဟာလက်ခဲနဲ့ရှင်တဲ့အတွက်ကျေးဇူးဘုရားလူဆိုးတစ်ခုဖြစ်မှာဖြစ်တဲ့အတွက်သူမွေးလို့ဒီလက်နဲ့တွေဘာဖြစ်လဲအယောင်တွေတောက်တယ်တဲ့အဲ့ဒီလိုသိတဲ့အခါကျတော့အဲ့ဒီမန္တာဒီပုံလေးပါကြီးသူ့သားလေးလူဆိုးဖြစ်မှာဆိုလို့နာမည်ပေးတယ်အာဟိတကတဲ့ပြောမသူတဲ့လေနော်အေဂုလိမာလာကြီးပဲမသိနဲ့အာဟိတကလေးတော့သိဖို့မလိုဘူးလားနော်အဲ့ဒါလေးလည်းဖတ်သွားပါလို့ရှင်ဝါထုံးကမျိုးတယ်အဲ့ဒီအာဟိတကဆိုတဲ့လူငယ်လေးနော်ဘယ်လောက်ထိထူးချွန်ထက်မြက်လဲဆိုရင်အတိတ်ကကောင်းမှုကုသိုလ်ပါရမီကံပါတော့ဒါဝိဒိမြို့မှာရှိတဲ့ကျောင်းတွေကိုနော်ယခုကိနဲ့ကြည့်ရင်တော့လေဘူလာတန်းကလေးတဲ့အထက်တန်းအဲ့ဒီလိုကျောင်းတွေကိုလိုက်လံပို့တဲ့အခါအဲ့ဒီကလေးတွေကသူများတွေတလားလောက်သင်ရတဲ့ပညာရက်ကိုအာဟိတကသရိုးသားလေးဟာတရက်ထင်းနဲ့တက်တာနောက်ဆုံးကောင်ပြောရင်သာဝတိမြို့မှာသူသင်ရမယ့်ပညာရက်မရှိတော့ဘူးတဲ့အဲ့ဒီလိုပညာရက်မရှိကြတော့တိတ်ကိုထူးချွန်ထက်မြက်တဲ့ကျောင်းသားလေးတယောက်သူ့ရဲ့ဖေကြီးကနောက်ဆုံးသူ့သားလေးလူလိုဖြစ်မှာဆိုလို့ထိမ့်သိမ့်နိုင်အောင်ခန္ဓာရတိုင်းရဲ့တက္ကသိုလ်ပြည်ပါဒီသာဘမောကဆရာကြီးရဲ့ထံကိုသူ့ကိုယ်တိုင်သွားပြီးတော့တက္ကသိုလ်ပညာရက်တွေကိုသင်ကြားခိုင်းတာတက္ကသိုလ်ပညာရက်တွေကိုသင်တဲ့အခါမှာဒီများတွေဒီတူပတ်စံချင်းကိုပေးပြီးတော့သင်ခိုင်းရင်သူ့သားလေးမာမာနတက်မှာဆိုလို့ပတ်စံချင်းကိုတက်နိုင်ပါရဲ့နဲ့ပတ်စံချင်းကိုနဲ့တက်ခိုင်းတာမဟုတ်ဘဲနဲ့နော်ဒီသာဘမောကဆရာကြီးရဲ့ဝေယဝစ္စအလုပ်တွေကိုလုပ်ပြီးတော့ကျောင်းရဲ့ဝေယဝစ္စကိုလုပ်ပြီးပတ်စံမပေးဘဲနဲ့နော်ဝေယဝစ္စလုပ်ပြီးပညာသင်ခိုင်းတာတဲ့အဲဒီလိုနဲ့ပညာသင်ကြတာဒီသာဘမောကဆရာကြီးတက္ကသိုလ်ပြည်မှာပညာသင်ကြတဲ့လူတွေကြီးလိုက်ရင်နော်အိရှိမင်းသားတွေတတိတွေကုန်းတွေညာတူးတွေကြီးကြတဲ့သူတွေကြီးပဲတဲ့နော်အဲဒီလိုကျောင်းသားတွေလာတဲ့အခါအာဟိတကအမျိုးကောင်းသားလေးဟာသောတော်ပြောခဲ့သလိုပဲတက္ကသိုလ်ပညာရက်တွေသင်ကြတဲ့အခါသူများတွေတလတ်သင်ရတဲ့ဟာသူဟာနော်ကျောင်းသားတွေဤတူမသင်ရပေမဲ့ကျောင်းသားတွေအားလုံးနိုင်ရင်အခုလိုညာကျန်းအချိန်ရောက်တဲ့အခါကျမှဣဒဘမောကဆရာကြီးရဲ့အထံမှာပညာသင်ကြားခွင့်ရတာတဲ့သူများတွေလိုအချိန်ပြည့်ပညာမသင်ရပေမဲ့အချိန်ပိုင်းလေးပညာသင်ရတဲ့အဟိတကကျောင်းသားတို့သားလေးဟာသူများတွေနဲ့ဉာဏ်ထက်မြက်တဲ့တွင်အားလုံးကိုပညာရက်တွေအကုန်လုံးကိုခဏလေးနဲ့တက်မြောက်သွားတယ်ပညာတော်တဲ့အခါကျတော့ကျောင်းလေးကျောင်းကိုပဲကြည့်ပေါ့ထူးထူးထက်မြက်တဲ့ကျောင်းသားတယောက်အဲ့ဒီကျောင်းကဆရာဆရာမတွေမချစ်ဘူးလားချစ်ပါတယ်နော်ဒါကြောင့်တက္ကသိုလ်ပြည်ရဲ့ဒီသာမမောကဆရာကြီးနဲ့ဇနီးမောင်နှံဟာအဲ့ဒီအာဟိတကကျောင်းသားလေးကိုပညာရေးထူးချွန်တဲ့အတွက်ချစ်ကြတာတဲ့တာရင်ပမာကဲလို့ချစ်တယ်နောက်ပိုင်းအဲ့ဒီလိုဆရာကြီးနဲ့နော်ဒီသာဘမောကဆရာကြီးနဲ့ဆရာမကြီးတို့ကမျက်နှာသာပေးတဲ့ခါကြတော့နော်လောကမှာသူထက်တာရင်မနာလို့ဘူးဆိုတဲ့အရာတွေမရှိဘူးလားရှိလာတာတဲ့ပညာသင်ကြားနေတဲ့မင်းကြီးမင်းသားတွေအားလုံးလူတယောက်ကို
လို့တက်ဖို့မပြောနဲ့လက်ညှိုးပါးစပ်ထဲကိုထည့်ရင်တော့မကြိုက်တဲ့လူသားတစ်ယောက်ရဲ့လူညံ့သိမ်မွေးတဲ့ဘဝကြီးကိုချမ်းတမ်းအောင်လုပ်တဲ့အရာဟာနော်ဘုဒ္ဓဝါဒလိညာဂုံချောတိုက်ခြင်းစကားကြောင့်ပဲအဲ့ဒီဘီကြီးမင်းသားတွေကဆရာကြီးရဲ့ထံကိုသွားတယ်ဒီသာဘမောကဆရာကြီးအာဟိတကသဒုသားဟာနော်ဆရာကြီးရဲ့ကြော်နဲ့ဒီကကနေတယ်တိတ်မယိုးသားဘူးနော်အဲ့ဒီလိုဒီသာဘမောကဆရာကြီးကိုတွားပြီးတော့ဘီကြီးမင်းသားတွေကနော်နားလည်အောင်ပြောရင်ဂုံလျှောတာဒီခုခေတ်နဲ့ပြောရင်တော့ဂျင်းထဲတာနော်ဗာထဲတာနော်ခေတ်ကလည်းပဲခေတ်နဲ့ညီလိုက်မှရတယ်စကားလည်းအဲ့လိုပဲဒီသာဘောကဆရာကြီးကိုဝိုင်းပြီးဂုံလျှောကြတဲ့အခါနော်ဒကာကြီးတွေဖြေကြည့်နော်နည်းနည်းတော့ချားမှုတယ်ဒကာကြီးတွေဖြေကြည့်မရထိရင်ဗာကြည့်ရဒကာကြီးတွေမရထိဗာကြည့်တယ်အားကြည့်တယ်မကြောက်စရာကြီးမရထိတော့ဓာကြီးဆိုတဲ့စကားတိုင်းပဲเนาะမရကိုထိပြီဆိုတော့ဒီသာဘောကဆရာကြီးကနည်းနည်းရှင်ထဲမှာเนาะကျောင်းသားတွေကချင်းထဲတာဒါပေမဲ့သူ့ရင်ထဲမှာချင်းမဟုတ်ဘူးဘုံကြီးဖြစ်ထဲလိုက်တယ်လို့ပဲဘုံနဲ့ဆိုထားပြီးပေါက်ကွဲလိုက်တာဒီကောင်ငါကြောင်းပြရမယ်အဲ့ဒါနဲ့ဒီသာဘောကဆရာကြီးကအာဟိတကကျောင်းသားရဲ့เนาะချစ်ချင်းမေတ္တာရဲ့ပညာရည်ချင်းတော်ရရဲ့ကိုငဲ့ညာပြီးတော့အပြစ်ရှာရင်လည်းပဲမဖြစ်ဘူးဒါကြောင့်မလို့ပညာရှိနှိမ့်ဆက်ရင်တိတ်ကိုကြောက်ဖို့ကောင်းတယ်ဆိုတာဒီတဘောကဆရာကြီးကတော့ကျောင်းသားတွေရဲ့ခုံးချောလာပြီဆိုတော့မယားကိုနဲ့ပဲတိုင်းတော့လာတဲ့အခါသူမယားကိုထိတော့မကြည့်ဘူးတဲ့အခါအာယတကကိုခေါ်တယ်အာယတကမောင်ကျောင်းသားတင်လည်းပဲတက္ကသိုလ်မှာပညာရက်တွေစုံပြီဒါကြောင့်တက္ကသိုလ်မှာပညာရက်စုံတဲ့အခါဦးရင်းတို့ဆွေတော်မျိုးတော်များတက္ကသိုလ်မှာကျောင်းပြီးတဲ့အခါတခြားပေးလာတာပွဲပေးရတာဒါကြောင့်တက္ကသိုလ်ဆရာကြီးကဒီသာတော်ဆရာကြီးကတက္ကသိုလ်ပညာရက်တွေကုန်ပြီးဒါကြောင့်သိကိုလည်းပဲပညာပြီးဆုံးကြောင်းဘွဲလက်မှတ်ပေးဖို့အတွက်တော့အဲ့ဒီဘွဲလက်မှတ်ပေးတော့မှဖြစ်တဲ့အတွက်သင်္ကားကိုဉာဏ်ပူဇော်မှုမပြုကျင်ဘူးလားဆရာခိုင်းတော့တိတ်ကိုရိုးသားတဲ့ကျောင်းသားလေးဟာဆရာခိုင်းတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်သူလုပ်မယ်တဲ့အဲ့မှာဒီသက်ပေါင်းကဆရာကြီးကဘာခိုင်းလိုက်လဲဆိုရင်ငါ့ကိုဉာဏ်ပူဇော်ကနေနဲ့သင်တဲ့လက်ညှိုးပေါင်း1000ဒီတဲ့ရပါလေအဲ့ဒီလက်ညှိုးပေါင်း1000နဲ့သင်္ကားကိုဉာဏ်ပူဇော်ကပညာနဲ့ပူဇော်ရမယ်ဒီတဲ့ရပညာရှိနှိမ့်ဆက်နော်လူတဲ့တိမ်ဝင်းတဲ့လူသားတယောက်ချမ်းသာတဲ့ဘဝခရီးအဲဒီကစားပြီးအဟိတကလို့ခေါ်တဲ့လူတဲ့တိမ်ဝင်းတဲ့ကျောင်းသားလေးရဲ့ဘဝနော်ခရီးချမ်းကြီးဟာစတော့တာပဲနော်အဲ့ဒီဘိုင်းကတော့အားလုံးသိတယ်နော်အင်္ဂုလိမာလာလို့တောင်ကျဲကြီးဖြစ်တာလက်ညှိုးပြတ်တာလည်းပဲသူတို့သိတယ်အဲ့ဒီကနေစားပြီးသူ့ဆရာကိုပူဇော်ဖို့ဆိုပြီးတော့နော်လူတွေကိုတက်လက်ညှိုးဖြတ်တဲ့အခါကိုသစ်ပင်ပေါ်ဒီသစ်ပင်ပေါ်တင်တဲ့နောက်ဆုံးလက်ညှိုး1000ဟာတော်တော်နဲ့မပြည့်ဘူးတဲ့မာဒီတိုင်းဆိုရင်တော့လက်ညှိုး1000ပြည့်မှာမဟုတ်ဘူးလူတယောက်ကိုတက်တဲ့လက်ညှိုးတွေသစ်ပင်ပေါ်တင်ခဲ့တယ်သူတင်လိုက်တဲ့လက်ညှိုးတွေကိုနော်ကတ်တွေကြီးတွေကလာထိုးစိတ်သွားတဲ့အခါလက်ညှိုးကတော်တော်နဲ့မပြည့်နိုင်တော့ဘူးတဲ့ဒီတိုင်းတော့မပြည့်ဘူးလက်ညှိုးပြန်ပြန်ပြည့်အောင်ဆိုပြီးတော့သူတက်ပြီးတော့ဖြတ်ထားတဲ့လက်ညှိုးတွေအားလုံးကိုနော်ပန်းကုန်းလိုလေဘင်းမှာပြီးဆွဲတဲ့အတွက်အင်္ဂုလိဆိုတာမြန်မာလိုပြန်ရင်လက်ညှိုးလို့အဓိပ္ပာယ်ရတယ်အင်္ဂုလိဆိုတာမြန်မာလိုပြန်ရင်ဘာပြောလဲမာလာဆိုတာဘာလဲပန်းမာလာဆိုတာဘာလဲနော်လက်ညှိုးတွေကိုပန်းလို့တွေ့ထားတဲ့လူဖြစ်တဲ့သူ့ကိုနာမည်ခေါ်ကြတယ်အားလုံးပြောဘယ်လိုလဲအားလုံးပြောဘယ်သူလဲအင်္ဂုလိမာလာတဲ့အမှန်လေသူတို့ကမကောင်းတာပြောမှဆိုလို့အင်္ဂုလိမာလာထပ်မိရမပြေကျင်တော့တော့ဘုန်းကြီးတော်ပြင်ပန်းပန်းနဲ့အာကောင်အာရင်တန်တန်နဲ့ပြောတာအင်္ဂုလိမာလာလေးကြဲကြဲဖြေဖို့တော့မှာဒါကြောင့်အင်္ဂုလိမာလာဆိုပြီးအဲဒီကနေနာမည်တွင်တော့တာတဲ့နောက်ဆုံးလက်ညှိုးပေါင်းက990နဲ့9ချောင်းရသွားပြီတစ်ချောင်းပဲလူတော့တဲ့ခါနော်အဲဒီအင်္ဂုလိမာလာနေတဲ့တောကူလည်းပဲခေါ်ရတိုင်းရမြို့သူမြို့သားတွေဘယ်သူကအဲ့ဒီတောတွေကိုမဖြတ်ရဲဘူးတဲ့ဖြတ်တဲ့မြတ်လူကိုတက်နေတဲ့အတွက်မြို့သူမြို့သားတွေအားလုံးပါနော်နန်းတော်ရဲ့ရှေ့ကိုဘောဓနာပြင်မင်းရဲ့နန်းတော်ရှေ့ကိုသွားပြီးတော့တခြားလောက်တာလားဒူရေးလောက်တာလားဖက်ခံရတယ်မင်းကြီးကိုသွားပြီးတော့အဲ့ဒီလူဆိုးကြီးကိုနှိမ်နှင်းပေးဖို့သွား
သွားပြီးတော့နော်ဆန္ဒပြကြတာအဲဒီခါကျမှကောသလဘုရင်မင်းတရားကြီးကတိုင်းလူပြည်သားတွေရဲ့စိတ်တော်ကဖူလောင်မှုတွေကိုငြိမ်းအေးအောင်နော်စစ်တပ်ကြီးကိုချီပြီးတော့လူသားကြီးအေဂုလိမာလာကိုဖမ်းမယ်လို့စစ်တပ်ကြီးနဲ့တွားတဲ့အခါနော်ဒီနေရာမှာပြီးပါဖြစ်တာဘယ်လောက်ကြီးလဲဆိုတာယနေ့အားလုံးသူတော်ကောင်းတွေနော်ဒကမာကြီးတွေတောင်းစုပ်တလုံးစုပ်တာပြင်ရိုးထုံးစံရှိတယ်တဲ့ဘာမဖြစ်ဘူးလဲအမလီကြဲကြဲလေးဖြေတော့ငွေကြိုက်ပါကြတောင်းစုပ်ကလုံးစုပ်တာပြင်ရိုးထုံးစံရှိတယ်ဒါဆိုသမီးတို့ပြင်ရိုးထုံးစံအမလီတော့ထမင်းမစားဘဲနဲ့ဟောတဲ့ဘုန်းကြီးကအတန်ထွက်တယ်ထမင်းစားပြီးစိန်နဲ့လာတဲ့လူကအဲ့မှာအတန်မထွက်ဘူးဖြစ်နေနော်တရားဟောပြီးတဲ့တရားမှာဝေးကြီးပဲလမ်းမှာဘာဖြစ်ပဲလဲမသိဘူးတရားဟောကနေဖုံးကဝင်လာသေးတယ်နော်ဦးစင်းလေးတဲ့ဝေးရောဒကမာကြီးတယောက်ဦးစင်းတို့ရောမှာမိသေးလို့တဲ့ဒကမာကြီးတယောက်ရဲ့အလုံသမားတယောက်တောမှာဒီနေ့မှာစိတ်သိတက်ထားတယ်သကောကြီးလိုဖြစ်သွားတာနော်တောမှာစိတ်နေရတယ်ထားနေတာနော်ဒါကြောင့်အဲ့ဒီဘုန်းကြီးတော်မှာအဲဒီချားရရလာတာအမှန်လေးမေးလိုက်ရင်တို့ကမပြေခြင်းတယ်လို့လဲနော်တော်တော်မတရားတဲ့လူတွေအေဂုလိမာလာရဲ့အဲ့ဒီလိုမျိုး900ချောင်းပြည့်လို့လက်ညှိုးပေါင်း1000ပြည့်ဖို့တစ်ချောင်းပဲလိုတော့တဲ့ချိန်ကောသလပြည်မင်းတရားကြီးကလည်းပဲအေဂုလိမာလာလူတို့ကြီးကိုဖမ်းမယ်ဆိုပြီးတစ်မျိုးလုံးကိုကြွေးကြော်စစ်တပ်ကြီးနဲ့ခြိတွက်တဲ့အခါနယ်ဘုံတော်၄ယောက်ချင်းစစ်တပ်ခြိတက်တော့မယ်ဆိုရင်နယ်ဘုံတော်အလေးမရောက်ခင်တည်းကနော်မန္တာဒီပုံလေးမှာကြီးဟာဘယ်လောက်ပဲစိုးစိုးလူတွေကိုဘယ်လောက်ပဲတက်တဲ့နော်ယနေ့ဒကာကြီးတို့ဒကာမကြီးတို့ဖြေခဲ့တယ်လို့ပဲတောင်းစုံဘလုံးစုံသာပြေရိုးထုံးစံရှိမယ်ဒါဆိုသမီးဆိုပြေရိုးထုံးစံမရှိဘူးဆိုတဲ့အတိုင်းသူ့ရဲ့သားလေးကိုဘီရင်ကြီးတက်တော့မယ်ဆိုတာသိတဲ့ခါကျတော့ဗန္ဒာဒီပုံလေးမှာကြီးတဲ့စစ်တပ်ကြီးမထွက်မီတယောက်တည်းပဲမိခွန်လေးကိုင်းပြီးတော့တော်တဲ့ကိုသွားတာတော့ဘဝကိုရောက်ပြီဆိုရင်သားရည်တဲ့ဘီရင်ကြီးစစ်တပ်ကြီးနဲ့ချီပြီးလာပြီငါသားလွတ်အောင်ပြေးပါငါသားလေးလွတ်အောင်ပြေးဖို့သူ့သားလေးကိုလွတ်အောင်အသက်လွတ်မြောက်ကအသက်ဘေးကလွတ်မြောက်အောင်ဗန္ဒာဒီပုံလေးမှာကြီးအော်တာတဲ့အဲဒီကမှအေဂုလိမာလာကလည်းပဲလက်ညှိုးပေါင်း1000ပြည့်ပါဖြစ်တဲ့အတွက်ဒီနေ့အဖေပဲလာလားအမေပဲလာလားသူတက်ပြီးရင်ဆေးရကိုလက်ညှိုးပေါင်း1000နဲ့သူဘာလုပ်မှာလဲပူဇော်မှာတဲ့အဲဒီကမှသူ့အမေရဲ့တန်ကိုကြားတဲ့အခါသူလည်းပဲသူ့အမေကိုတတ်မယ်ဆိုပြီးတော့လိုက်တဲ့အချိန်အဲဒီလူမျိုးဆိုဘုရားရှင်ကလည်းပဲဒီနေ့ဘသူ့ကိုချွေချွတ်ရမလဲလို့ကြည်လိုက်တဲ့အခါမြတ်စွာဘုရားကဒီနေ့ဘသူ့ကိုချွေချွတ်မှာလဲမြတ်စွာဘုရားဘသူ့ကိုချွေချွတ်မလဲရှေဝါထွန်းကလူတွေပါလားနော်ရှေဝါထွန်းကလူတွေကချွတ်เสียမလို့တော့ဘူးနော်တရားပွဲတွေကျင်းပတာဒီနေ့ဆို4ရက်တောင်ပြည့်ပြီနော်မနေ့က1ရက်ကြံသေးတယ်အားလုံးတရားပွဲလည်းပြီးကျွတ်ပြီးချွတ်เสียမလို့ဒါကြောင့်ဘုရားရှင်တော်မြတ်ကအေဂုလိမာလာကြီးရဲ့ချွတ်တန်းဝင်တဲ့အချင်းရာကိုမြင်တဲ့အခါအေဂုလိမာလာကြီးရှိတဲ့တောထဲကိုမြတ်စွာဘုရားရှင်ကြွားလေကြွားတော့အဲဒီခါမှာသူ့အမေကိုလိုက်နေတဲ့သားမိတယောက်ရဲ့ကြားမှာဘုရားရှင်တော်မြတ်ကပြက်လဲသွားတဲ့ကောမြတ်စွာဘုရားကိုမြင်နေမြင်ကောမြတ်စွာဘုရားနောက်ကိုလိုက်တာတဲ့အဲဒီလိုလိုက်လာပြီဆိုတဲ့အခါမှာဘုရားရှင်တော်မြတ်ကတကူတော်နဲ့နော်မတ်တဲ့ရက်တွေပဲတကူတော်နဲ့မြတ်စွာဘုရားသွားနေတယ်လို့အထင်နဲ့39မိုင်ခကြီးပြောကြည့်ဘယ်နှမိုင်လဲအေဂုလိမာလာရဲ့အာဆွမ်း39မိုင်ခကြီးကိုနော်ဦးလေးတို့တရားနာပြိတ္တဘာသူတော်ကောင်းတွေလို့အဲ့လိုမဖြစ်ဘူးပဲနော်39မိုင်ခကြီးကိုမနာတမ်းပြေးနိုင်တယ်အာဆွမ်းတွေသိရှိတာနော်အဲ့ဒီလိုအာတန်တဲ့39မိုင်ခကြီးကိုမနာတမ်းပြေးနိုင်တဲ့လူဆိုးကြီးကမြတ်စွာဘုရားရဲ့နောက်ကိုပြေးလိုက်တာတဲ့မိရဲ့လားမဲအဲ့ဒီခေတ်ကိုသူတို့ပဲရောက်နေတော့သူတို့နဲ့နော်ရှင်ဘာတို့လူတွေအားကြောင့်သူတို့တွေဘာရှင်းပြနေလို့ပြောတာမြတ်စွာဘုရားလည်းကိုတန်းရောက်သွားတယ်မမီဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားပြေးတယ်လို့အမှတ်နဲ့အေဂုလိမာလာကြီးလိုက်တဲ့အခါနောက်ဆုံးသူမလိုက်နိုင်တော့တဲ့ဆုံးမှာသူပြောတယ်ယန်းကြီးတဲ့ရက်ပါတော့တဲ့တော်သေးတယ်တော့ယန်းကြီးလို့ခေါ်လို့နော်မြတ်စွာဘုရားကိုတော့ဖျားရှင်ရက်ပါတော့လို့မပြောဘူးယန်းကြီးရက်ပါတော့တဲ့ဒါနဲ့မြတ်စွာဘုရားကဂရုဏာပိုင်ရှင်ဖြစ်တဲ့အတွက်အဲ့ဒီစ
ကားတစ်ခုဟာကြမ်းတမ်းတဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားတာတခါတည်းမှာစကားတစ်ခုဟာတိတ်ကိုတန်ဖိုးရှိတာဘုရားရှင်တော်ဘာပြောလိုက်လဲဆိုရင်လူတို့ကြီးတဲ့ငါဟာရက်နေခဲ့တာကြာပြီတဲ့သင်သာမရဖဲနဲ့ပြေးနေတာရသော်ဘုရားကဘာပြောလဲရက်နေခဲ့တာကြာပြီတဲ့ဘယ်သူမှမရက်ဘူးလေရှေးဘတော်ကလူတွေရက်ပြီလားမရက်သေးဘူးဘာဖြစ်လို့လဲနော်သားရီသမီးရီစားရီနေရီမလို့ရဘူးလားမကြိုးစားရဘူးလားမရှာဖွေရဘူးလားရှာဖွေရတာဖြစ်တဲ့အတွက်ရက်ပြီလားဆိုတော့မရက်သေးဘူးနော်အဲ့ဒီလိုမရက်တဲ့ပြကာလပတ်လုံးတခြားဖြစ်ပါလားတန်တရာလဲပါလားတန်တရာလေကြရတာတဲ့ယနေ့တရားဟောတဲ့ဘုန်းကြီးရောတရားနာနေကြတဲ့တရားနာပြည့်တဲ့ပေါင်းသူတော်ကောင်းတွေဦးဇင်းတို့အဲ့ဒီရှာဖွေခြင်းတွေမရက်နိုင်ခဲ့ကြလို့ယနေ့အချိန်ဒီတခြားလားတန်တရာလေကြတာသဘောပါရဲ့လားနော်အဲ့လောက်နဲ့ဖတ်တာငါရဲနေတာချပြီတဲ့သေတာမရက်ဖဲနဲ့ပြေးနေတာအဲ့ဒီခါကျမှအေဂုလိမာလာကြီးအဲ့ဒီစကားကိုအာယုံချပြီးရှင်ထဲမှာအေးချမ်းမှုကိုခံစားလာရတယ်ရဟန်းကြီးခေါ်ရမှာတဲ့သင်ကရဲနေတာချပြီးငါကပြေးနေတယ်ဆိုတာဘာကိုပြောတာလဲတဲ့အဲ့ဒီခါကျမှမြတ်စွာဘုရားကပြောတယ်အေဂုလိမာလာလူဆိုကြီးတဲ့ငါဟာတဲ့လောဘဒေါသမောဟတွေဥဒ္ဓဝါကိုတက်ဖြတ်နှင်းဆဲခြင်းလို့ခေါ်တဲ့အာဟုတုကိလေသာတရားတွေအကုန်လုံးကိုငြိမ်အေးပြီးတော့ဘဝတန်တရာခရီးကရက်နေပြီတဲ့မှန်ရဲ့လားမြတ်စွာဘုရားရဲ့ဘဝတန်တရာခရီးရက်ပြီလားရှောင်းနေတော့လားရက်နေပြီတဲ့ဒါကြောင့်သင်္ကားတော့ဖြစ်ယနေ့ချိန်ဒီသူတော်ဘာတွေကိုတက်ဖြတ်နှင်းဆဲခြင်းအာဟုတုတရားတွေနဲ့ဘဝတန်တရာခရီးကိုတခြားလုပ်နေရတာလားရှောင်းလဲနေရတာလားရှောင်းလန်းနေရတော့မယ်ဆိုတဲ့ခါကျမှအဲ့ဒီတရားစကားလေးနဲ့အေဂုလိမာလာဒီမြတ်စွာဘုရားကိုရေထဲမှာတောကတွေနော်ပူလောင်နေတဲ့ဒေါသအာဃာတမီးတွေငြိမ်းအေးပြီးမြတ်စွာဘုရားရှင်မှာသူစုခွင့်တောင်းတယ်ဘုရားတော်ကိုယဟန်ပြုခွင့်ပေးပါတဲ့မြတ်စွာဘုရားကလည်းပဲနော်အေဂုလိမာလာလူဆိုးကြီးရဲ့အတိတ်ဘဝကကောင်းမှုကုသိုလ်ပါရမီရှိခဲ့တာမို့လို့ဘုရားရှင်တော်ကလက်တော်ကိုဆန်တန်းပြီးအေဟိဘိက္ခုလို့ခေါ်လိုက်တာနဲ့အေဂုလိမာလာလူဆိုးကြီးဟာမြတ်စွာဘုရားရဲ့တရားကိုနာပြီးရတဲ့တပြိုင်နက်သူပိုင်ဆိုင်တဲ့တော့တန်လျက်တွေဓာတ်တွေလေးတွေလက်နက်တွေအကုန်လုံးကိုစွန့်ပစ်ပြီးတော့မြတ်စွာဘုရားကအေဟိဘိက္ခုလို့ခြေသားလာတဲ့လို့ခေါ်လိုက်တာနဲ့လူဆိုးအသွင်ဖြင့်အကုန်လုံးပပျောက်သွားပြီးဝါ60ရမထေကြီးကဲ့သို့ယဟန်ဖြစ်ကိုရသွားတာအဲ့ဒါနဲ့ဘုရားရှင်တော်မြတ်နဲ့အတူနော်ဒါဝိဒိပြည်ဘုစေတဝန်ကျောင်းတော်ကိုအင်္ဂုလိမာလာလူဆိုးကြီးပါသွားတဲ့အခါကောသလပြည်မင်းတရားကြီးအင်္ဂုလိမာလာကိုဖမ်းဖို့ထွက်လာတဲ့အခါမြတ်စွာဘုရားရဲ့ကျောင်းကိုနော်ကုသိုလ်လုပ်ပြီးစိတ်ဓာတ်တဲ့အခါသူ့အသက်မသေးဘူးပေါ့နော်ဘယင်သူလည်းပဲသေမှာကြောက်တယ်နော်ပြည်သူတွေကြတော့သေရင်သေပါစေဒီနာရင်ရက်ထားရအောင်ရှုပ်မြတ်စွာဘုရားနဲ့ထံကိုဝင်ပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးတဲ့အခါဘုရားရှင်တော်မြတ်ကပြောတယ်အသင်မင်းတရားကြီးစိတ်ဓာတ်ကြီးကိုခြီးပြီးတော့သွားတာနော်လေးစိဝင်ပြီးနေတဲ့ပဲစိတ်တိုင်းဖို့လားဒါမှမဟုတ်တခြားရန်သူမင်းတွေကသင်ရဲ့တမ်းပြည်ကိုကျူးကျော်လို့လားလို့ပြောတဲ့အခါကျတော့ဘောပါဘုရားတဲ့တပည့်တော်ရဲ့တိုင်းပြည်ထဲမှာနော်လူတွေကိုတက်လက်ညှိုးတွေကိုဖျက်နေတဲ့ပေးတဲ့လူဆိုးကြီးဘယ်သူလဲပါလာပြီအဲ့ဒီအေဂုလိမာလာလူဆိုးကြီးကိုတပည့်တော်ပြည်သူတွေရဲ့တောကတွေငြိမ်းအောင်သွားပြီးတော့နှိမ်နှင်းရဖို့စိတ်တက်ချီပြီးထွက်လာတာရဲတော်ဘုရားကမေးတယ်ဘေးမင်းတရားကြီးသင်အေဂုလိမာလာလူဆိုးကြီးကိုမြင်ဘူးလို့လားမမြင်ဘူးဗျာတဲ့ပြည်သူတွေကလာပြီးရှောက်တယ်လို့သာကြားတာဒီကဲလို့သင်အေဂုလိမာလာကိုမြင်ရမယ်ဆိုဘယ်လိုဖြစ်မလဲရဲတော်ဘုရားရဲ့ထံကိုသွားပြီးရှ िख ိုးတဲ့အခါနော်ဘယင်းဆိုတဲ့အရာမင်းဝိတ္တန်စာ5မျိုးမင်းဝိတ္တန်စာဘယ်နှမျိုးလဲအဲ့ဒီမင်းဝိတ္တန်စာ5မျိုးကိုချွတ်လိုက်ရင်အဲ့ဒီဘယင်းဟာဘယင်းလို့သတ်မှတ်လို့မရတော့ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါတန်လျက်တွေနော်မကိုက်တွေဒီဟာတွေအကုန်လုံးကိုမင်းဝိတ္တန်စာ5ပါးကိုအပြင်မှာထားခဲ့ရတဲ့အခါကျတော့ခေါ်လာတဲ့ပြည်တရားကြီးကိုမေးတယ်အင်္ဂုလိမာလာလူဆိုးကြီးကိုသင်ခုချိန်တွေ့ရမယ်ဆိုရင်တွေ့ရပါမလားဘယင်းကြီးကြောက်သွားတယ်သူ့မှာဘာမှမပါဘူးအဲဒီခါကျမှမြတ်စွာ
ကပြတယ်ဟောဒီယဟန်တော်ဟာအေဂုလိမာလာပဲယနေ့ဦးလေးတို့ဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းပဲနော်ဆရာကိုပူဇော်ဖို့ဆိုတဲ့စိတ်နဲ့လူတွေကိုသက်လက်ညှိုးတွေကိုဖြတ်နေခဲ့ရတဲ့အေဂုလိမာလာလူဆိုးကြီးရဲ့ဘဝခရီးချမ်းရှောင်းလန်းတဲ့ဘဝချမ်းကြီးဟာဘုရားရှင်တော်မြတ်ရဲ့တရားဓမ္မကိုနာကြားခွင့်တရားဓမ္မနဲ့ထိတွေ့ခွင့်ဘဝကိုတရားဓမ္မနဲ့စောင့်တည်ခွင့်ရတဲ့အတွက်ပူလောင်ခွင့်ရတာလားအေးချမ်းခွင့်ရသွားတာလားဒါကြောင့်အေးချမ်းတဲ့ဘဝကိုလိုချင်တဲ့လူသားတိုင်းဘဝကိုဘာနဲ့တိဆောက်ခိုင်းတယ်တရားဓမ္မနဲ့တိဆောက်ကားတယ်တဲ့အားလုံးတုံနည်းနဲ့ပြောရင်ဘဝကိုဓမ္မနဲ့တိဆောက်ဖို့မလိုဘူးလားလိုတာတဲ့အဲ့ဒီကြမှာအာတော့ sorry ခေါ်ကလာပြည်မင်းတရားကြီးဟာအင်္ဂလိပ်ဘာသာမထေရကိုမြင်တဲ့အခါကျမှဩအင်္ဂလိပ်ဘာသာမထေရကိုကြီးညိုတဲ့စိတ်နဲ့နော်သုံးနေရဲ့ကြောင့်စီပစ္စည်းလေးပါအထောက်ပံ့အရာအားလုံးကိုလိုအပ်ရင်ပြောပါတဲ့လောဘဒေါသမောဟတွေငြိမ်းအေးသွားတဲ့လူဆိုးကြီးအဖြစ်တည်းအင်္ဂလိပ်ဘာသာမထေရမြတ်ဟာဘယ်မင်းတရားကြီးထူထမ်းတဲ့ပစ္စည်းတွေလည်းပဲသူ့ဘဝမှာမလိုအပ်တော့ဘူးတဲ့အဲဒီကနေတဲ့အင်္ဂလိပ်ဘာသာမထေရမြတ်နန္ဒဘုရားအလင်းရောက်တာဝတိမြို့ရဲ့ဆုံးခံထွက်တဲ့အခါအဲဒီမြို့ထဲမှာရှိကြတဲ့နော်မိသားစုဝင်တဝူတယောက်အသက်ခံရတဲ့လူတွေဆုံးခံထွက်သွားလိုက်တယ်ပြန်လာရင်မြတ်စွာဘုရားကကျောင်းတော်ကနေကြည့်တယ်အင်္ဂလိပ်ဘာသာမထေရတခါမှဆုံးမရခဲ့ဘူးတဲ့ပြန်လာလိုက်တဲ့အခါမှာလေခဲတွေနော်အုတ်ခဲတွေထုတ်တွေဓာတ်တွေရိုက်တဲ့သူတွေငါအဖေကိုတတ်ခဲ့တဲ့သူငါအမေကိုတတ်တဲ့သူငါညီကိုပေါ့ငါဓမ္မကိုတတ်တဲ့သူရဲ့ဆိုပြီးငါဆွေမျိုးကိုတတ်တဲ့သူဒေါသအာဃာတတရားတွေနဲ့တာဝတိမျိုးထဲမှာရှိတဲ့သူတွေကစိုးမလောင်းကြပဲနဲ့နော်ခဲဆုံးနေဒုံဆုံးနေပဲလောင်းကြတာနောက်ဆုံးတပိတ်တွေခွဲပြီးတော့နဖူးမှလည်းသွေးတွေစီးချပြီးပြန်လာတဲ့အခါမြတ်စွာဘုရားကအော်ငါရဲ့ချစ်သားကြီးအေဝိမာရမထေရတိတ်ကိုသင်မဲနေပြီတဲ့ဒါကြောင့်လူသားတွေယုံကြည်မှုရအောင်မြတ်စွာဘုရားရှင်ကအင်္ဂုလိမာလမထေရကိုခေါ်ပြီးတော့နော်တစ္ဆာကထာကိုမိန့်ကြားတယ်ယနေ့ဦးဇင်းတို့ဆွေတော်မျိုးတော်များနော်ကိုဝင်းတဲ့အမျိုးသမီးတွေမမွေးမနိုင်တဲ့အခါနော်ဘာပြေးရုပ်လဲဘာပြေးရုပ်အင်္ဂလိပ်ဘာသာတို့ရွတ်တယ်အဲ့ဒီမှာပါတယ်ယာတောဟံဗဂိနိအရိယာယဇာတိယဇာတောတဲ့နာဘိဇာနာဘိသင်္စိစပါဏံဇေဝိတာဟောရောပေယတဲ့အဲ့ဒီတင်စကားလေးဟာသစ္စာဆိုတာပဲအဲ့ဒီတော့အင်္ဂလိပ်ဘာသာမထေရနဲ့ဆုံးခံထွက်တဲ့အခါမြတ်စွာဘုရားရှင်သင်ပေးလိုက်တဲ့အရာကိုရပြီးတော့အမျိုးသမီးတယောက်အဲ့ဒီလိုဒုက္ခရောက်တဲ့အခါကိုကြည့်ပြီးမြတ်စွာဘုရားကဘာသင်ပေးလဲဆိုရင်จิตာတဲ့သစ္စာပြုပြီးတော့သစ္စာဒိဋ္ဌံနဲ့အဲ့ဒီမျိုးသမီးလေးကိုခုပါငါတည်တဲ့မြင့်မြတ်တဲ့ယဟန်ဘဝကိုရောက်သည့်အချိန်ကစလို့ဘယဲစိတ်လေးတစ်ကောင်ကိုရဲ့အပေါ်မှာမှတက်လို့တဲ့စိတ်သေစေလို့တဲ့စိတ်ဘယ်တော့မှမရှိပါဘူးတဲ့ဤမှန်သောသစ္စာတကားကြောင့်အမျိုးသမီးတွေရဲ့အဝိနိကဒုက္ခ၅မျိုးမှာခံစားရတဲ့ကိုယ်ဝင်လေရတဲ့အမျိုးသမီးရောတော့ဝဲထဲမှာရှိတဲ့ကလေးတငယ်ရောကျမ်းမှာချမ်းသာခြင်းနဲ့ပြည့်စုံပါစေတဲ့အဲဒီလိုသစ္စာဒိဋ္ဌံပြုလိုက်တာနဲ့အဲဒီတာဝတိမျိုးမှာခံစားရတဲ့ကိုယ်ဝင်တဲ့အမျိုးသမီးတွေချောချောလို့နော်ဝင်းပြူသွားရတဲ့အခါအဲဒီကနေစပြီးအင်္ဂုလိမာလမထေရမြတ်ရဲ့ဂုဏ်သတင်းကပြန်ပြီးကြော်ကြားရုံနဲ့မကဘူးနောက်ဆုံးဆုံးခံသွားတဲ့အခါမှာနော်မအားတဲ့အခါကျတော့ဘာလို့ရလဲဆိုရင်နော်အင်္ဂုလိမာလမထေရမြတ်ရဲ့သင်္ကန်းတော်လေးတွေကိုလက်ဖွဲ့အဖြစ်နဲ့ပေးပြီးတော့အဲဒီလောက်ထိအောင်ဘုန်းကံကြီးတယ်တဲ့ယနေ့အားလုံးစေတော်မျိုးတော်ကောင်းသူတော်ကောင်းတို့ပြောချင်တာဘုရားကြီးတဆူတယ်လို့ထီတော်တင်တဲ့အချိန်ရောက်တဲ့အထိတောင်ကောင်းမှုကုသိုလ်ပါတစ်ခုမှလူတန်းမှုမပြုတ်နိုင်ခဲ့တဲ့သူစင်းရဲ့အမျိုးသမီးလေးစင်းရဲတဲ့ဘဝကိုတော်တွေကအလေးကျပေါက်နေခဲ့တဲ့နော်သမုခပန်းလေးလေးပွင့်နဲ့ဓာတုစေတီတော်ကြီးကိုပူဇော်မယ်ဆိုတဲ့ကုသိုလ်စိတ်နဲ့ဘဝကိုတည်ဆောက်နိုင်ခဲ့လို့တခြားကိုရောက်ရတာလားနတ်ပြည်ရောက်ရတာလားတခြားစည်းစိမ်ဆန်သားရတာလားမျက်စည်းစိမ်ဆန်သားရတာလားဒါကြောင့်ချင်းချင်းသာသာနေနေတဲ့သူတော်ကောင်းတွေဘဝကိုဘာနဲ့တည်ဆောက်ရမလဲကုသိုလ်နဲ့တည်ဆောက်ရမယ်တဲ့ချင်းချင်းသာသာနေခြင်းဘဝကိုဘာနဲ့တည်ဆောက်အင်္ဂုလိမာလမထေရမြတ်ကြီးရဲ့ထုံးကိုနှလုံးမူပြီးတော့နော်ချမ်းသာတဲ့ဘဝခရီးကြီးကိုနော်အေးချမ်းမှုဆိုတဲ့မြတ်စွာဘုရားရဲ့တရားဓမ္မနဲ့နာကြားပြီးတရားအသည့်တွေရှင်ထဲကိုကိန်းအောင်သွားတဲ့အခါအဲ့ဒီတရားဓ
ဓမ္မနဲ့ဘဝကိုတိဆောက်သွားတဲ့အခါအင်းငြိမ်းခြင်းဆိုတဲ့ဘဝကိုမရဘူးလားဒါကြောင့်ဘဝမှာပူလောင်ခြင်းရဲ့အေးချမ်းခြင်းရဲ့ရှိတဲ့ဘဝနှစ်မျိုးပါအေးချမ်းသောဘဝငြိမ်းချမ်းသောဘဝတွေကိုလူကျင်တဲ့သူတော်စင်တွေဟာဘဝကိုဘာနဲ့တိဆောက်ရမလဲဓမ္မနဲ့တိဆောက်ကြပါဆိုရင်ယနေ့ဘဝကိုဘာနဲ့တိဆောက်ရမလဲဆိုတဲ့အဖြေကိုအားလုံးမသိရဘူးလားဒါကြောင့်အားလုံးသိရတယ်ဆိုရင်နော်အချိန်လည်းပဲ9 နာရီနဲ့9 မိနစ်ပြည့်ပြီပေါ့လို့နော်ဘဝကိုဘာနဲ့တိဆောက်ရမလဲဆိုတဲ့တရားဓမ္မဤတွင်ပဲဏိကုံးကပတ်အဆုံးသတ်ပြီပေါ့အားလုံးကိုယ်စီလက်အုပ်လေးတွေချီမျက်နှာလေးတွေချကအာယုံပြုပေးထားပါဣတိဓမ္မံဒီတေတေဟိနယန္တတိကဓမ္မယဣနာတဘာဒုက္ခယံဒုက္ခနာဣဋ္ဌသမိန်ကိနံမေမယံဒေတကပုဂ္ဂိုလ်ကောသောသဘောအကျဉ်သောတိဣတိယဒနေနယကုဟောကြားအပ်ပြီးသောပါဠိတော်စင်အထကထာအစဉ်ဖြင့်ဓမ္မဘဝကိုပါနဲ့တိဆောက်ရမလဲလို့အမိပိထားတဲ့ဓမ္မကထာဒေသနာကိုဣတိတေဟိနတိကြပါစေကျင့်ကြပါစေဤအနေဖြင့်ကောင်းစွာချမ်းသာဟောလိုက်ရသည့်အတွက်ကြောင့်ယမဘုံညာခြင်းတရားဟောလို့ရလိုက်သောဓမ္မတာဟုဏကောင်းမှုကုသိုလ်စေတနာကိုအဓိကဟုတံကောင်းစွာမသွေရလိုက်ပါပေတောမေမိတရားချေခင်စေကောင်းဝေကြကုန်သောသေသူတော်စေတရားနာမိတ်တပေါင်းသူတော်ကောင်းအပေါင်းတို့မှလည်းပဲယမဘုံညာအချင်းတရားနာလို့ရလိုက်သောဓမ္မတဝေနဘုံညာကရိယာကုသိုလ်ဒုက္ခအဓိကဟုတံကောင်းစွာမသွေရလိုက်ပါပေ၏ဒေနထုတို့ရကြသောဓမ္မတာဟုဏဓမ္မတဝေနကောင်းမှုကုသိုလ်စေတနာကြောင့်သဗ္ဗေသတတိလူတော်စေတရားနာမိတ်တပေါင်းသူတော်ကောင်းအပေါင်းတို့မှလည်းပဲဣဋ္ဌမင်္ဂလကောင်းကျိုးချမ်းသာဣဋ္ဌမင်္ဂလာတရားတို့နှင့်တလုံးတော်အတိပြည့်စုံနိုင်ကြကုန်ပြီလေဣဋ္ဌသမိန်ကိနောအလိုရှိအတောင်းတအသောဣဋ္ဌတွေချက်တဲ့မင်္ဂလာပေါင်းတို့နှင့်တလုံးတော်အတိပြည့်စုံနိုင်ကြကုန်ပြီလေဒုက္ခယတုယနေ့ကသနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်စေရွှေလန်း၍ချမ်းချမ်းမာမချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာဘုရားတပည့်တော်ယနေ့ညချမ်းကာလ